这个是哪嘞？我也是别人。အားလုံးမင်္ဂလာပါ၄ယောက်ပဲရှိတော့တယ်ဆရာတော့အပုတ်900ကျော်တော့ run မဲ့ကိစ္စเนาะအားကြောင့်ဒီနေ့လေး run ပေးနေဆရာလည်းဒီရက်ပိုင်းလေးအားရရမှာလို့ကျန်တဲ့လူမရှိတော့ဘူးလား၄ယောက်ပဲရှိတော့တယ်เนาะ10ယောက်လောက်ဆိုရင်တော့မစိုးသေးဘူး၄ယောက်ပဲโอเคအခုသင်မှာကတက်သေးစစ်မေးခြင်းအစီအစဉ်အကြောင်းကိုသင်မှာဖြစ်ပါတယ်အဲ့မှာတက်သေးစစ်မေးခြင်းအစီအစဉ်ကိုပုံမှန်ဘယ်လိုမှတ်မလဲဆိုရင်တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခမားဆိုပြီးတော့မှတ်ပါမယ်တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခမားဆိုတာကတနင်္ဂနွေဆိုတာက1ဖြစ်ပါတယ်အင်္ဂါဆိုတာ3ဖြစ်ပါတယ်စနေဆိုတာ9ဖြစ်ပါတယ်အားကြောင့်မလို့တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခမားဆိုတာတက်သေးကံဥပဒေပုံမှာ139 138ကိုပြောတာဖြစ်ပါတယ်နော်139 138ကိုပြောတာဖြစ်တယ်အဲ့တော့139ကိုပဲကြပြဆက်လိုက်ပါတယ်နောက်က138ကိုတွဲပြီးဆက်ပြီးတော့မှတ်လိုက်ပါနော်အဲ့လိုမှတ်မှဘာလို့ဆိုဒီလိုမျိုးလေးပေါ့ဆရာဆိုလို့ကျင်တာဘာကြောင့်နေ့ရက်တွေရောပါလာရတာတော့လို့မေးတဲ့အကြောင်းရှိပါတယ်ဘာကြောင့်ပါလာရတယ်လဲဆိုလို့ရှိရင်တို့ကပုံမှန်ကြပြစာသားတွေကြည့်အတိုင်းဆိုရင်တို့ကရောကုန်တော့မှာဟိုဟာတွေရောဒီဟာတွေရောဆိုရင်ကြပြားတွေကိုကြက်ဖို့ရကဒုက္ခဖြစ်သွားလိမ့်မယ်နော်အဲအကြောင်းမလို့ဒီမှာဆရာလေးတွေကဘယ်လိုလုပ်ထားလဲဆိုတော့ဒါပုံစံဒီဇိုင်းလေးတစ်မျိုးလေးပြောင်းတဲ့အနေနဲ့ပေါ့နော်တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာအဲဆိုရင်တက်သေးကံဥပဒေပုံမှာ139 138ကိုပြောတာဖြစ်ပါတယ်တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာဆိုပြီးတော့ပြောထားတာဖြစ်တယ်10ယောက်ရှိနေပြီထပ်လာခဲ့အောင်10ယောက်ရှိနေပြီ9ယောက်โอเคခဏပဲသင်ရမှာဖြစ်တယ်တက်သေးစစ်မေးခြင်းအစီအစဉ်ကအမြဲတမ်းမေးပါတယ်နှစ်တိုင်းမေးပါတယ်เนาะโอเคအကောင့်လက်ခံပေးအောင်လားဟုတ်ပြီဆရာပြီးရင်လက်ခံထားလိုက်မယ်เนาะဆရာပြီးရင်ဒီထဲကနေပြီးတော့တိတ်ပြီး active မလုပ်တဲ့အကောင့်တစ်ခုကိုဖြတ်ပြီးတော့လက်ခံပေးထားလိုက်မယ်9ယောက်ပဲရှိသေးတယ်9ယောက်ပဲရှိပါသေးတယ်ခဏလေးစောင့်ပါအောင်เนาะ9ယောက်ဆိုတော့9ယောက်ဆိုတော့ဒါပဲအကောင့်ဝင်ထားတာဟုတ်ပြီเนาะခဏစောင့်ပါခဏလေးပြန်17ယောက်ရှိနေเนาะအဲကြောင့်ဖြည်းဖြည်းချင်းလာမှာဆရာအစကနေပြန်ပြောရမှာဆိုတော့စောင့်တာဖြစ်ပါတယ်เนาะစာနေပြန်ပြောရမှာဆိုလိုပါခဏလေးပဲသင်ရမှာပါဟုတ်ပြီเนาะဆရာလက်ခံပေးထားလိုက်မယ်เนาะ73ယောက်ဟုတ်ပြီစလိုက်မယ်เนาะ73ယောက်ဆိုရန်နားထောင်လို့ရတာပဲเนาะရှေ့ရနေပြီးတော့အဲ့မှာကြပြလေးတနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာเนาะတနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာဆိုတနင်္ဂနွေဆို1ဖြစ်ပါတယ်အင်္ဂါဆို3ဖြစ်ပါတယ်စနေဆိုတာခွန်ဖြစ်ပါတယ်အဲအကြောင်းလို့1 3ခွန်တက်သေးစစ်မယ်ခင်ဗျာတက်သေးစစ်မေးခြင်းအစီအစဉ်ကိုပြောတာဖြစ်ပါတယ်အဲအကြောင်းမလို့တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာเนาะ1 3ခွန်1 3ခွန်တက်သေးစစ်မေးခြင်းအစီအစဉ်130ခွန်138
ရှစ်ကကျတော့နေ့ရက်ကရှိတာတနင်္ဂနွေကနေစပြီးတော့စနေအထိဆိုတော့ကျတော့နေ့ရက်ကရှိတာမှာ9ရက်ရှိရဆိုတော့ရှစ်ကျတော့ဆက်လို့မရတော့ဘူးဆက်လို့မရတော့ကိုယ့်အကိုဖြည့်ပြီးတွေးလိုက်ပါနော်တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာဆိုလို့ရှိရင်139 138ကိုပြောတာပါတက်သေးကံဥတွေပုံမှာ139 138 138ကိုပြောတာဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်တရားရုံးမှာတက်သေးတွေကိုစစ်ဆေးတဲ့အခါမှာပေါ့နော်တရားရုံးမှာတက်သေးတွေကိုစစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်ဒီတိုင်းကြီးစစ်ချင်တယ်လို့စစ်သူဦးသူစစ်ငါဦးငါစစ်ဆိုပုံစံမျိုးစစ်တာမဟုတ်ပါဘူးတက်သေးကံဥပဒေအရနော်တက်သေးစစ်မေးခြင်းအစီအစဉ်အရသူ့ဟာနဲ့သူဒါအစီအစဉ်တိုင်းစစ်ဆေးတာဖြစ်ပါတယ်ဆရာတို့ဒီထဲမှာဒီနှစ်ဆိုရင်အများဆုံးပါမှာကတော့ကျောင်းအောင်စင်းထွက်ပြီးလို့မှဒါတို့နှစ်ပတ်လောက်တော့မနေဘူးเนาะနှစ်ပတ်လောက်တော့မကြပါဘူးတစ်ပတ်လောက်တော့မကြပါဘူးဒီဆောင်ဝဲခေါ်တာဖြစ်တဲ့အတွက်ချိန်မှာတစ်စက်မှမစင်းရစေတဲ့လူတွေဒီနှစ်အများကြီးပါပါလိမ့်မယ်အားကြောင့်ဆရာဒီတက်တဲ့စမေးချင်းအစီအစဉ်အကြောင်းတေချာလေးရှင်းပြပေးတော့မှာဖြစ်တယ်ဒါကချိန်မှာစင်းနေတော့လူဒါမှအထက်တန်းရှင်းနေလုပ်နေတဲ့သူအတွက်တော့ဒါအခက်အခဲတစ်ခုမဟုတ်ပါဘူးပုံမှန်လေးမှတ်ပြီးတော့ရေးလိုက်ရင်ကိုအဆင်ပြေပါတယ်เนาะဒါပေမဲ့ဒါဒီနှစ်မှအကြောင်းပြီးတဲ့ကလေးတွေခုမှဆောင်မဝဲဖြည်းဖြည်းပြီးချင်းအောင်စင်းထွက်ပြီးချင်းပဲရှီအောင်မဲ့ကလေးတွေပါဝင်တဲ့အတွက်ဆရာဒါဆိုလို့ရှိရင်ဒီခုဒီဟိုဟာကိုဒီတက်တဲ့စမေးချင်းအစီအစဉ်ကိုဆရာကသေချာလေးရှင်းပြပေးတော့မှာဖြစ်တယ်တရားရုံးမှာတက်တဲ့စစ်တယ်ဟုတ်ပြီတရားရုံးမှာတက်တဲ့တွေစစ်တယ်ဆိုတာကသူကဥသွားလို့ဒီဆရာဘက်ကဥလို့ဟိုဆရာဘက်ကဥလို့သူ့ရင်စစ်မယ်ငါရင်စစ်မယ်ဒီနေ့တော့သူ့ကိုရင်စစ်ပေးလိုက်ပါမယ်ဒီနေ့တော့ဟိုဘက်ကနေပြီးအရင်စစ်မယ်အဲ့လိုပုံစံမျိုးမဟုတ်ပါဘူးတက်တဲ့ကံဥပဒေပုံမှာ138အရာတက်တဲ့စစ်မေးခြင်းအစီအစဉ်အရာစစ်ဆေးတာဖြစ်ပါတယ်တက်တဲ့စစ်မေးခြင်းအစီအစဉ်အရာစစ်ဆေးမယ်ဆိုလို့ရှိရင်ဆရာတို့ကတက်တဲ့စစ်မေးခြင်းအစီအစဉ်ဒီဘယ်နှမျိုးရှိတယ်လဲပေါ့တက်တဲ့စစ်မေးခြင်းဘယ်နှမျိုးရှိတယ်လဲပေါ့တက်တဲ့စစ်မေးခြင်း3မျိုးရှိပါတယ်အဲ့တက်တဲ့စစ်မေးခြင်း3မျိုးကဘာတွေလဲပေါ့တက်တဲ့စစ်မေးခြင်း3မျိုးဟာဆိုလို့ရှိရင်နော်တက်တဲ့တွေကိုစစ်ဆေးတဲ့စစ်မေးခြင်း3မျိုးဟာဆိုရင်ဆရာအဲ့မှာနည်းနည်းလေးလဲဒီစစ်မေးခြင်း3မျိုးနဲ့ပတ်သက်ပြီးတော့ကြပြလေးတစ်ခုထပ်လုပ်ထားတယ်နော်ခုဆရာအကောင့်မှာရောဒီဟိုမှာရောတင်ပေးထားတယ်နော်အဲ့မှာဆိုရင်အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဒါကတော့ကျွန်တော်ဟိုဟာလေအကိုတို့ကြောက်နေကြပြီမို့လားချင်းကေကိုလို့ပေါ့ခုကတော့အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားပေါ့အခုရှင်းနေရပြီမို့လားဆိုတော့အဲ့မှာအဓိပတိလမ်းပေါ်မှာဆိုတာအဓိကစင်မေးခြင်းကိုပြောတာဖြစ်ပါတယ်အဓိကိုယူထားတာဖြစ်ပါတယ်အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့ဆိုတာကပြန်လှန်စင်မေးခြင်းကိုပြောတာဖြစ်ပါတယ်အခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစင်မေးခြင်းကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မို့လို့တက်တဲ့စင်မေးခြင်း3မျိုးတည်ဘာတွေလဲတက်တဲ့စင်မေးတဲ့အခါမှာ3မျိုးရှိပါတယ်တက်တဲ့စင်မေးခြင်း3မျိုးရှိပါတယ်တက်တဲ့တွေကိုစစ်ရှင်တယ်လို့စစ်တာမဟုတ်ပါဘူးတက်တဲ့ကံဥပဒေပုံမှန်139 138နဲ့အညီစစ်ဆေးတာဖြစ်ပါတယ်တက်တဲ့ကံဥပဒေပုံမှန်139 138ကိုဘယ်လိုမှတ်မလဲဆိုလို့ရှိရင်တနင်္ဂနွေအင်္ဂါစနေပါလားတက်တဲ့စစ်မယ်ခမားဆိုပြီးမှတ်ပါတယ်တနင်္ဂနွေအင်္ဂါစနေပါလားဆို139ပေါ့နော်နေ့ရက်ဒီ9ရက်ပဲရှိတဲ့အတွက်နော်ဒေးတွေက9ဒေးပဲရှိတဲ့အတွက်ဆရာအနေနဲ့10ရက်နေ့အတွက်ဆက်လို့မရပါဘူးအဲအကြောင်းလို့ကိုယ်ကိုဖြည့်ပြီးတွေးလိုက်ပါ139လေးမှတ်မိရင်ကို138ထပ်ထဲဘာလို့လဲဆရာမဆက်စရာကြပြမရှိတော့လို့ဆိုပြီးဆက်မှတ်လိုက်ပါနော်အဲကြောင့်လို့တတိကံဥပဒေပုံမှန်139 138အရာစစ်ပါတယ်တနင်္ဂနွေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခမညာနော်ပြီးရင်တက်သေးစစ်မေးခြင်းကဘယ်နှမျိုးရှိသလဲတက်သေးစစ်မေးခြင်းဒီ3မျိုးရှိပါတယ်အဲ့ဒါကိုဘလို့အလွယ်မှတ်မလဲဆိုလို့ရှိရင်အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုပြီးတော့ချင်းကေကိုလေတံလေးနဲ့မှတ်ထားလိုက်ပါဟုတ်ပြီလားနော်အဲ့ဒါဆိုရင်ဒါမှတ်မိတော့ပါပြီအဓိပတိလမ်းပေါ်မှာဆိုတာအဓိကစင်မေးခြင်းကိုပြောတာပါအပြန်အလှန်စော်ကြတော့ဆိုတော့ပြန်လှန်စင်မေးခြင်းကိုပြောတာဖြစ်ပါတယ်နော်အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစင်မေးခြင်းကိုပြောတာပါဒါကြောင့်မလို့တတိကံဥပဒေပုံမှန်139 138အရာတက်တဲ့စစ်မေးခြင်းဒီ3မျိုးရှိပါတယ်ဒါအဓိကအရင်ဆုံးမှတ်ထားပါအချက်လက်အနေနဲ့ပြီးရင်ဘလို့တွေစစ်မှာလဲဘလို့ကွာခြားတာလဲဘာကြောင့်လဲဆိုတဲ့ဟာတွေဆရာအနေနဲ့သင်ပေးပါမယ်ခုတော့တဲ့မှတ်ထားပါသည်တက်တဲ့စစ်မေးခြင်း3မျိုးရှိပါတယ်ဘာရလဲတက်တဲ့ကံဥပဒေပုံမှန်
တရား30ခွန်တရား38အရာတနင်္ဂနွေအင်္ဂါစနေပါလာဆိုတဲ့ဟာလေးအရာနော်၃မျိုးအဲ့ဒီ၃မျိုးဒီအဓိကစမေးခြင်းပြန်လှန်စမေးခြင်းနဲ့ပြန်ရှင်းစမေးခြင်းတို့ပဲဖြစ်ပါတယ်အဓိကစမေးခြင်းပြန်လှန်စမေးခြင်းပြန်ရှင်းစမေးခြင်းအဲ့တော့အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုလို့ညအဓိပတိလမ်းမယုံကအပြန်အလှန်ရန်နေဖြစ်ကြတာပေါ့ကွာသူရိုက်ကိုရိုက်ဆိုတော့နောက်ဆုံးရှင်းကြရတယ်ပေါ့အဲ့ဒါလေးကိုပြောထားတာဖြစ်ပါတယ်ချင်းကေကိုလေးတန်းလေးကိုနားထဲမှာမှတ်မိရင်တတ်သိစမေးခြင်းအစီအစဉ်ကိုမှတ်ထားပါချင်းကေကိုလည်းပဲသုံးလို့ရတဲ့နေရာတွေမှာငပြောသီးကိုသုံးလို့ရပါတယ်ဟုတ်လားနောက်ကိုအတွက်မှတ်မိမယ်ဆိုရင်သုံးလို့ရပါတယ်ငပြောသီးတတ်သိစမေးခြင်းအစီအစဉ်ဒါပဲအဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုပြီးတော့မှတ်ထားလိုက်ပါနော်ဟုတ်ကဲ့ပါတတ်သိစမေးခြင်းအစီအစဉ်၃မျိုးဒီအဓိပတိလမ်းပေါ်မှာဆိုတော့အဓိကစမေးခြင်းအပြန်အလှန်စော်ကြတော့ပြန်လှန်စမေးခြင်းအခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစမေးခြင်းတို့ပဲဖြစ်ပါတယ်အဲ့တော့အဓိပတိလမ်းပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဒါဆိုရင်စာ9မှတ်ဖို့တော့ရသွားပြီပေါ့နော်သူကဘာလို့လဲဆိုတော့တတ်သိစမေးခြင်း၃မျိုးကိုဖော်ပြ၍၎င်းတို့အနက်မှဘယ်စမေးခြင်းကိုဖြည့်ဆို့ပါဆိုပြီးလာတတ်ပါတယ်နော်တတ်သိစမေးခြင်း၃မျိုးကိုဖော်ပြ၍၎င်းတို့အနက်မှဘယ်စမေးခြင်းကိုဖြည့်ဆို့ပါဆိုပြီးသူကဒီမိကုံးမှာလာတတ်ပါတယ်ဒါကြောင့်မလို့ဆရာတို့ကတတ်သိစမေးခြင်းမှာဆိုလို့ရှိရင်၃မျိုးရှိပါတယ်တတ်သိကံဥပဒေပုံမှာ130ခွန်138အရာတတ်သိစမေးခြင်း၃မျိုးရှိပါတယ်အဲ130ခွန်138မှတ်ရတာခတ်နေလို့ရှိရင်တနင်္ဂနွေအင်္ဂါစနေပါလားဆရာတခုပြောမယ်နော်စာတင်လို့ရှိရင်ထပ်ပြီးတင်တာမဟုတ်ဘူးစာတင်တဲ့ပုံစံမျိုးဆိုတာတည်းမင်းတို့နဲ့အတူတူကြက်လိုက်ရတဲ့ပုံစံမျိုးဆိုရင်မင်းတို့တော့ပို့ပြီးအကျိုးရှိမှထင်လို့မင်းတို့မှာတင်တာကြီးကတစ်ချိန်ကြီးပေးရပြီးရင်ချက်တာကြီးကတစ်ချိန်ကြီးပေးရဆိုရင်အဆင်မပြေဘူးအဲကြောင့်ဆရာနဲ့တူတူဒီ90ရာခိုင်နှုန်းတူတူချက်သွားမယ်ကျန်တာလေးကကိုယ့်ဟာကိုယ့်ရဲ့ arrangement ကိုယ့်ရဲ့အစီအစဉ်အရာနည်းနည်းလေးခေါင်းထဲကိုထပ်ထည့်ဖို့အတွက်ဒါထပ်ပြီးတော့ဒီဟာလေးကိုထပ်ပြီးခေါင်းထဲကိုထည့်ဖို့အတွက်ကိုယ့်ဟာဖြစ်ပါနော်နည်းနည်း10ရာခိုင်နှုန်းထပ်ပြီးအချိန်ပေးလိုက်ပါဒါဆို100ရာခိုင်နှုန်းတော့ပြည့်သွားပြီဟုတ်ပြီလားနော်အဲအကြောင်းဆရာထပ်ပြီးပြောတာဖြစ်ပါတယ်တခြားကြောင်မဟုတ်ပါဘူးတချို့ကလိုအပ်ချက်မှာဆိုရင်ထပ်နေတာမဟုတ်ပါဘူးတူတူကြက်တဲ့သဘောမျိုးကြက်နေတာဖြစ်ပါတယ်နော်ဟုတ်ပြီတသိစမေးခြင်း၃မျိုးရှိပါတယ်ဘယ်အရာလဲတသိကံဥပဒေပုံမှာ130ခွန်138အရာတသိစမေးခြင်း၃မျိုးရှိပါတယ်130ခွန်138ဘယ်လိုမှတ်မလဲတနင်္ဂနွေအင်္ဂါစနေပါလားတသိစစ်မယ်ခင်ဗျာနော်1 3ခွန်နေ့ရက်တွေဒီ9မျိုးပဲရှိတဲ့အတွက်138ကို8ကိုရေးလို့မရတော့အဲကြောင့်ဒါဒီချွင်းချက်နေနဲ့မှတ်ထားပါဆရာဆက်၍စိုက်မရတော့နံပါတ်8ပေါ့နော်အဲ့လိုလေးမှတ်ထားပေးလိုက်နော်အဲ့ဆိုရင်130ခွန်138တနင်္ဂနွေအင်္ဂါစနေပါလားတသိစစ်မယ်ခင်ဗျာတသိစမေးခြင်းတသိကံဥပဒေပုံမှာ130ခွန်138အရာတသိစမေးခြင်း၃မျိုးရှိပါတယ်၎င်းတို့မှာဘာလဲဆိုရင်အဓိပတိလမ်းပေါ်မှာအပြန်လှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုပြီးငပြောသီးချင်းကေကိုတတိရလိုက်ပါသူ့အနေနဲ့သူ့လိုအပ်တဲ့နေရာမှာဆရာတော်သူ့အသုံးရပါမယ်ကျေးဇူးရှင်ကြီးပေါ့နော်ဟုတ်ပြီအဲ့တော့ဟုတ်ပြီအဓိပတိလမ်းမကြီးပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားအဓိပတိလမ်းမကြီးပေါ်မှာဆိုတာကအဓိကစမေးခြင်းကိုပြောတာဖြစ်ပါတယ်အပြန်အလှန်စော်ကြတော့ဆိုတော့ဒါသည်ပြန်လှန်စမေးခြင်းကိုပြောပါတယ်အခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစမေးခြင်းကိုဒါကြောင့်မို့လို့တသိစမေးခြင်းတော့စမေးခြင်းပြန်လှန်စမေးခြင်းပြန်ရှင်းစမေးခြင်းဆိုပြီးတော့၃မျိုးရှိပါတယ်ဟုတ်ပြီနော်အဲ့တော့အဓိကစမေးခြင်းဆိုတာဘယ်လိုလဲပြန်လှန်စမေးခြင်းဆိုတာဘယ်လိုလဲပြန်ရှင်းစမေးခြင်းဆိုတာဘယ်လိုလဲဆိုတော့သိဖို့လိုအပ်ပါတယ်အနှစ်ချုပ်ကိုလည်းသိဖို့လိုအပ်တယ်လို့တစ်ခုချင်းဒီရဲ့အကြောင်းတရားကိုသိဖို့လိုအပ်ပါတယ်တသိစမေးခြင်း၃မျိုးအကြောင်းကိုဖော်ပြ၍ဆိုတော့၃မျိုးလေးကိုပြောလိုက်အဲ့၃မျိုးရဲ့အနှစ်ချုပ်ကလေးကိုရေးလိုက်အဓိကစမေးခြင်းဆိုတာဘာပြန်လှန်စမေးခြင်းဆိုတာဘာပြန်ရှင်းစမေးခြင်းဆိုတာဘာအဲ့လိုမျိုးလေးဖော်ပြပေးရမယ်ပြီးတော့မှ तू ကစမေးခြင်းတစ်ခုအကြောင်းရေးပါဆိုရင်တော့ကိုကြိုက်တဲ့ထဲကတစ်ခုကိုရေးလိုက်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဘယ်စမေးခြင်းအကြောင်းရေးပါဆိုလို့ရှိရင်တော့အဲ့ तू ဘိုင်နှင်းတက်ထားတဲ့အဓိကစမေးခြင်းလားပြန်လှန်စမေးခြင်းလားပြန်ရှင်းစမေးခြင်းလားဆိုတဲ့အရာတစ်ခုကိုဆရာတို့ကရေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဒီမှာဆိုရင်အဲ့ဒီစမေးခြင်းဆိုတဲ့အကြောင်းလေးကိုဆရာတို့ကမပြောခင်မှာစမေးခြင်းအစီအစဉ်တွေအကြောင်းကိုပြောခင်မှာနည်းနည်းရံပွဲလေးတစ်ပွဲအကြောင်းပြောပြမယ်နော်အရင်တော့ကလည်းဆရာအလုပ်သင်ရှင်တွေတို့သင်တဲ့
ဒီ chatbot group မှာသုံးခဲ့ဘူးတဲ့ဥပမာလေးတစ်ခုပေါ့နော်ဘယ်လိုတွေစစ်ကြတာလဲပေါ့အဲ့ဒါလေးပေါ့နော်အဲ့မှာ G ဖတ်နဲ့ပေါ့နော် G ဖတ်နဲ့ဆရာရဲ့ဇက်လိုက်ကြီးအဲ့တော့ G ဖတ်နဲ့ G ဖတ်ရဲ့ G ဖန်းရရဲ့မနှောရဲ့ဆိုပြီး3ယောက်ရှိမယ်ကွာနော် G ဖတ် G ဖန်းရမနှောဆိုတာကဒီရိုးတန်တင်လေးနဲ့ raw တန်တင်တချို့ကိုဆိုတယ်ညီမတန်တင်နဲ့ raw တန်တင်တချို့ပေါ့ raw pot တန်တင်လေးဆိုတယ် G ဖတ်တို့ G ဖန်းရတို့ဆိုတာကသူတို့က rest တွေ hip hop တွေဒါတွေဆိုတယ်ပေါ့နော်ကာယံတွေ rhyme တွေနဲ့သူကချိန်ပြီးတော့သူတို့ကဒါကိုအပီဟဲတယ်ဒီကောင်တွေကဒါသူတို့အစိုးရပုံစံတိုက်ချင်းတော့မတူဘူးပေါ့ဟုတ်လားသူတို့3ယောက်ရှိမယ် G ဖတ်ရဲ့ G ဖန်းရရဲ့မနှောရဲ့ဆိုပြီး3ယောက်ရှိမယ်အဲ့တော့ကျတော့သူကပြဿနာတက်မှာဘယ်သူနဲ့တက်မလဲဆိုလို့ရှိရင် G ဖတ်နဲ့မနှောနဲ့တက်မယ်သူတို့နှစ်ယောက်ပြဿနာတက်သွားပြီ G ဖတ်နဲ့မနှောနဲ့ပြဿနာတက်မယ်အဲ့တော့တရားရုံးမှာတရားစွဲလိုက်ပြီအမှုတွေဖြစ်သွားပြီ G ဖတ်နဲ့ G ဖန်းရနဲ့ဒါအမှုG ဖတ်နဲ့မနှောနဲ့အမှုတွေဖြစ်သွားပြီဟုတ်ပြီတရားရုံးမှာတစ်ခုခုနဲ့ပေါ့အမှုတစ်ခုခုနဲ့ဆွဲလိုက်တယ်ပေါ့နော်အမှုတစ်ခုခုနဲ့သူတို့ဆွဲလိုက်တယ်ထားလိုက်ပါတော့အဲ့တော့တစ်ခုခုနဲ့ဆွဲလိုက်တယ်ဆိုတော့အဲ့တော့တရားရုံးကလည်းတက်တည်တွေစစ်မယ်မင်းတို့အမှုအတွက်ဟုတ်ပြီဘယ်သူဘက်ကိုရင်စစ်မလဲဆိုတော့ G ဖတ်ဘက်ကိုရင်စစ်မယ် G ဖတ်ကတရားလိုပဲထားလိုက်ပါတော့မနှောကိုဆွဲလိုက်တယ်ထားလိုက်ပါတော့ G ဖတ်ဘက်ကိုစစ်မယ်ဆို G ဖတ်ကတက်တည်အနေနဲ့ဘယ်သူကိုတင်ထားလဲဆိုရင် G ဖန်းရကိုတင်ထားတယ်ဟုတ်ပြီလား G ဖတ်ကတက်တည်အနေနဲ့သူ့ဘက်ကနေဘာသူတို့ကတလိုင်းနဲ့လာတာ哦တလိုင်းနဲ့လာတာဆိုတော့ဟာတကယ်ချင်းမင်းကကိုကြီးအောင်ငါ့ကိုတရားအောင်လိုက်ပြီးတော့မင်းတက်တည်လိုက်ထွက်ပြီဆိုပြီးတော့နော် G ဖန်းရကိုသူတက်တည်ခေါ်လိုက်ပြီဟုတ်ပြီအဲ့တော့တရားရုံးသူတို့ရောက်ကြပြီဟိုဘက်မှာဆွဲခံရတဲ့သူပေါ့နော်အဲ့ဒီဘက်မှာမနှောရှိမယ်ဒီဘက်ကတရက်လို့ဆိုတဲ့ဘက်မှာ G ဖန်းရရှိG ဖတ်ရှိမယ်ဟုတ်ပြီနော် G ဖတ်ရှိမယ်အဲ့တော့တက်တည်ကိုခေါ်လာတာဘယ်သူကိုခေါ်လာလဲ G ဖန်းရကိုခေါ်လာတယ်အဲ့ဒီ G ဖန်းရကိုဘယ်သူကခေါ်လာတာလဲသူနဲ့တူတူမျိုးတူအုပ်စုဖြစ်တဲ့အမှုပညာ music line မှာမျိုးတူအုပ်စုဖြစ်တဲ့ G ဖတ်ကခေါ်လာတာဖြစ်တယ်ဒါကြောင့်မလို့ G ဖန်းရဆိုတဲ့တက်တည်ကိုတရားရုံးတော်ကနေစစ်ဆေးတော့မယ်ဟုတ်ပြီနော်တက်တည်စစ်ဆေးတော့မယ်စစ်ဆေးတဲ့အခါမှာဘယ်သူကအရင်စစ်မှာလဲအဲ့ဒါကိုဘာလို့ခေါ်လဲပေါ့တက်တည်ကိုခေါ်လာတာဒီ G ဖတ်ကခေါ်လာတယ်တက်တည် G ဖန်းရကြီးကိုခေါ်လာတာဒီ G ဖတ်ကခေါ်လာတယ်အဲ့ဒီအတွက်တက်တည် G ဖန်းရကြီးကိုဘယ်သူကအရင်စစ်ရမလဲဆိုလို့ရှိရင်တက်တည်ကိုခေါ်လာတဲ့ G ဖတ်ကပဲအရင်စစ်ရမယ် G ဖတ်ကအရင်ဆုံးစစ်ရမယ်ဗောနော်အဲ G ဖန်းရတက်တည်ခုံလေးမှာထိုင်နေပြီဟုတ်ပြီတကယ်ချင်းအဲ့နေရငါတို့ဘယ်သွားချက်ခဲ့ကြတယ်ဟုတ်လားအဲ့နေရဘယ်သွားခဲ့ကြတာလဲဆိုဟုတ်ပါသလားဟုတ်လားဘာတွေလုပ်ခဲ့ကြပါသလဲဘလို့တွေဖြစ်ခဲ့ကြပါသလဲဆိုပြီးတော့ G ဖတ်ဘက်ကရှင်းနေရနေပြီးတော့ G ဖန်းရကိုစစ်မယ်ဒါ G ဖန်းရဆိုတာက G ဖတ်က music အုပ်စုအတူတူချင်းခေါ်လာတဲ့တက်တည်ပေါ့နော်ဟုတ်ပြီအဲ့လိုစစ်ဆေးတယ်အဲ့လိုမျိုးအရင်ဆုံးကိုခေါ်လာတဲ့တက်တည်ကိုစစ်လိုက်တယ် G ဖတ်သည်သူခေါ်လာတဲ့တက်တည် G ဖန်းရကိုသူကအရင်စစ်တယ်အဲ့လိုစစ်တဲ့ကိစ္စကိုဘာလို့ခေါ်တယ်လဲဆိုလို့ရှိရင်အဓိကစစ်မေးခြင်းလို့ခေါ်ပါတယ်မိမိခေါ်လာတဲ့တက်တည်ကိုမိမိစစ်ဆေးခြင်းဆိုတာကိုယ်တိုင်စစ်တာကိုပြောတာမဟုတ်ဘူးဆရာဆိုလို့ချင်တာကိုငှားထားတဲ့ရှင်းနေရစစ်မှာပေါ့ရှင်းနေပါတယ်အမှုဆိုရင်เนาะအဓိကတော့တရားလိုဘက်ကခေါ်လာတဲ့တက်တည်ကိုတရားလိုကစစ်ဆေးတရားလိုဘက်ကစစ်ဆေးတာအဲ့ဒါကိုဆိုလို့ချင်တာเนาะဟုတ်ပြီG ဖတ်ကခေါ်လာပါတယ် G ဖန်းရကိုခေါ်လာတယ်အဲ့ဒီအတွက်သူတို့ music တူတူအုပ်စုတူတူချင်းငါတို့ဒီ rap ဂီတเนาะတို့ freestyle underground တွေတို့တက်ခဲ့တဲ့ကောင်လေးမင်းငါ့ကိုလိုက်ပြီးတက်တည်ထွက်ပြေးဆိုပြီးခေါ်လာခဲ့တယ်အဲ့တော့ underground ကလည်းတူတူတွေဒါအတူတူဒါဘုံတွေခွဲခဲ့ရတဲ့ကောင်တွေဆိုတော့ဟုတ်ပြီတကယ်ချင်းငါလိုက်ပေးမယ်ဆိုတရားရုံးလိုက်လာတဲ့အခါမှာအဲ့ဒီတက်တည် G ဖန်းရဆိုတဲ့တက်တည်ကြီးကိုအရင်ဆုံးစစ်မှာဒီတက်တည်ကိုခေါ်လာတယ်ဆိုတော့ G ဖတ်ဘက်ကအရင်စစ်မှာဖြစ်ပါတယ်အဲ့လိုစစ်ဆေးခြင်းကိုအဓိကစစ်မေးခြင်းလို့ခေါ်ပါတယ်ဆိုလို့ချင်တာတော့ကိုခေါ်လာတဲ့တက်တည်ကိုစစ်ဆေးတာအဓိကစစ်မေးခြင်းပါကိုအရင်ဆုံးစစ်ဆေးရမယ်အဲ့ဒါကိုအဓိကစစ်မေးခြင်းလို့ခေါ်ပါတယ်အဲ့လိုစစ်ပြီးတဲ့အခါမှာG ဖန်းရကြီးကိုတော့ G ဖတ်ဘက်က G ဖတ်သုံးမဟုတ် G ဖတ်ရဲ့ရှင်းနေရနေပြီးတော့မေးချင်တာတွေအကုန်လုံးမေးပြီးသွားပြီအဲ့လိုမျိုးမေးပြီးတဲ့နောက်မှာကျွန်တော်သူစစ်လို့ပြီးသွားတဲ့အခါမှာပြီးပြီဆိုပြီးတော့ G ဖန်းရပြန်လို့မရသေးဘူးဟုတ်ပြီလားပြန်လို့မရသေးဘူးဆိုမနှောဘက်ကနေပြီးတော့မေးအောင်မှာဖြစ်ပါတယ်မနှောဘက်ကရှင်းနေရနေပြီးတော့မေးမယ်သို့မဟုတ်မနှောကိုယ်တိုင်ကနေမေးမယ်ဘယ်သူ့ကိုမေးမှာလဲဆိုရင် G ဖန်းရကိုမေးမှာသူခေါ်လာတဲ့တက်တည်မဟုတ်ဘူးနော် G ဖတ်ခေါ်လာတဲ့တက်တည်ကို G ဖတ်စိတ်ကြိုက်စစ်ပြီးတဲ့အခါမှာမနှောဘက်ကနေပြီးမေးပါတယ်အဲ့လိုမျိုးမေးတာကိုပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်နော်ကိုခေါ်လာတဲ့တက်တွေကိုကိုအရင်ဆုံးစစ်ဆေးတယ်အဲ့လိုစစ်ဆေးတာကိုအဓိကစစ်မေးခြင်းလို့ခေါ်တယ်အဲ့လိုကိုခေါ်လာတဲ့တက်တွေကိုကိုစိတ်ကြိုက်စစ်ဆေးပြီးတဲ့အခါမှာ
စစ်မေးပြီးတဲ့အခါမှာနော်ကိုစိတ်ကြိုက်မိကုန်းနေမင်းမြန်းပြီးတဲ့အခါမှာကိုနဲ့ရှင်ပြိုင်ဘက်ဖြစ်တဲ့ဂျီဖက်နဲ့ရှင်ပြိုင်ရဲဖြစ်တဲ့မနောဘက်ကနေပြီးတော့ဒါမင်းမြန်းချင်းဒီဂျီဖက်ခေါ်လာတဲ့တက်သေးဂျီဖိုင်းယာကြီးကိုဂျီဖက်စစ်ဆေးပြီးတဲ့အခါမှာမနောဘက်ကပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်အဓိကစစ်မေးခြင်းနဲ့ပြန်လှန်စစ်မေးခြင်းတစ်ခုကိုဒါနည်းနည်းရှင်းပြီလို့ထင်ပါတယ်ဟုတ်ပြီအဲ့လိုစစ်တဲ့အခါမှာနော်အဲ့လိုစစ်တဲ့အခါမှာမနောစစ်ဆေးနေတဲ့ကိစ္စရက်တွေထဲမှာမတူတာတွေမနောစစ်ဆေးတဲ့ဟာတွေစကားတွေထဲမှာပဲရှင်းနောက်မတူတာတွေအဲ့ဒါတွေကိုဂျီဖိုင်းရက်ထွက်သွားပြီးရှင်းနောက်ကွဲလဲတာတွေမရှင်းဖြစ်တာတွေဒါမျိုးတွေထွက်သွားပြီဆိုလို့ရှိရင်ထွက်ဆိုချက်တွေဖြစ်သွားပြီဆိုရင်တော့ဂျီဖက်ကနေပြီးတော့မနောစစ်ပြီးတဲ့အခါမှာထက်လက်ပြီးတော့ပြန်စစ်ဆေးပါတယ်တရားရုံးတော်ကိုခွင်တောင်းပြီးတော့ပြန်စစ်ဆေးပါတယ်တစ်ချိန်ထပ်စစ်ဆေးပါတယ်အဲ့လိုစစ်ဆေးတာကိုတော့ပြန်ရှင်းစစ်မေးခြင်းလို့ခေါ်ပါတယ်ပြန်ရှင်းစစ်မေးခြင်းထပ်မံစစ်မေးခြင်းအဲ့လိုမျိုးခေါ်ဆိုပါတယ်ဘလို့ခေါ်ရပါတယ် re-examination လို့ခေါ်ပါတယ်နော် examination in chief examination ဒီ cross examination နောက်ဆုံးကဒီခုဒီပြန်ရှင်းစစ်မေးခြင်းဆိုပြီး re-examination ဆိုပြီးတော့ခေါ်ပါတယ်ဒါတွေကနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါဒီအဓိကစစ်မေးခြင်းဆိုတာဒီပြဿနာရောအနှစ်ချောလိုက်မယ်အရင်တော့ဒါကိုသိသွားရင်မင်းတို့စာချက်လို့အရန်ကောင်းသွားလိမ့်မယ်ပောက်ကြရလေးတွေရှောက်ပြောနေတာမဟုတ်ပါဘူးအဓိကစစ်မေးခြင်းတွေပြန်လည်စစ်မေးခြင်းတွေပြန်ရှင်းစစ်မေးခြင်းတွေကိုဟိုလိုပြောဒီလိုပြောနေဥပဒေတိုင်းကြီးတာပြောမယ်ဆိုအာပေါက်ပြီးတော့ပြောလဲပဲအဲ့ဒီလူကတော်တော်လေးကိုနားလည်ဖို့ရတော်တော်ခင်းပါတယ်ဒါဆရာတော်ကလည်းပဲတော်တော်လေးကိုအဓိကစစ်မေးတာနဲ့ပြန်လည်စစ်မေးတာပြန်ရှင်းစစ်မေးတာကိုလုံးဝမကွဲပါဘူးဘယ်လိုတွေလုပ်နေမြန်ကိုမသိဘူးကိုယ်စိတ်ထဲမှာကိုညံ့တာလည်းပါပါတယ်နော်ကိုလည်းအရန်ညံ့ခဲ့တဲ့ထဲမှာပါတယ်အဲ့တော့ဘလို့မှမသိဘူးတော်တော်လေးကိုစဉ်းစားပြီးတော်တော်ကြာမှအဓိကစစ်မေးခြင်းဆိုတာဒါပါလားတရားရုံးမှာစစ်တော်စစ်နေကြတာပဲဥရလို့စစ်တယ်လို့ထင်နေခဲ့တာမဟုတ်ပါဘူးအဓိကစစ်မေးခြင်းပြန်လာစစ်မေးခြင်းပြန်ရှင်းစစ်မေးခြင်းဆိုတဲ့အရာနဲ့စစ်ဆေးခဲ့တာဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်လိုက်မယ်နော်ဆရာပြဿနာလေးကိုဆရာပြဿနာလေးမှာလူ3ယောက်ရှိမယ်ဘယ်သူတွေလဲဂျီဖက်ဂျီဖိုင်းယာမနောဂျီဖက်နဲ့ဂျီဖိုင်းယာဒီ rat အဆိုတော် hip hop အဆိုတော်ကာယန်နေ rhyme တွေကိုအချိတ်ဆက်မိမိနဲ့စိုးနေတဲ့ယနေ့အောင်မြင်တဲ့ဆိုတော်တွေပေါ့နော်အဲ့လိုမျိုးအဆိုတော်ဖြစ်တယ်မနောကလည်းပဲဟိုဘက်မှာ तू ကဒီ rock pop တွေနဲ့ပြီးလို့ရှိရင်ဒီမြမတန်စင်တွေနဲ့မှာအောင်မြင်နေတဲ့အဆိုတော်တယောက်ဖြစ်တယ်အဲ့မှာပြဿနာတက်တယ်ဂျီဖက်နဲ့မနောနဲ့ပြဿနာတက်တယ်အဲ့တော့တရားရုံးမှာအမှုဖွင့်ကြပြီဂျီဖက်ကတရားလိုလုပ်ပြီးဖွင့်တယ်အဲ့လိုမျိုးဖွင့်တဲ့အတွက်တရားရုံးကနေအမှုစစ်ဆေးမယ်ဆိုပြီးတော့ခေါ်လိုက်တယ်တက်တိခေါ်ခဲ့ပါမောင်ဂျီဖက်မင်းကတရားလိုဖြစ်တယ်တရားလိုဖြစ်တဲ့အတွက်မင်းတက်တိကိုမင်းခေါ်ခဲ့ပါဆိုတော့သူကဘယ်သူ့ကိုတက်တိခေါ်လဲဂျီဖိုင်းယာကြီးကိုတက်တိခေါ်တယ်တကယ်ချင်းမန်းလေးမှာငါမှာတိတာဆိုလို့မင်းပဲရှိတယ်မင်းနဲ့ငါနဲ့အနာဂရောင်းမှာကလေးကတူတူနေခဲ့ရတယ်အနာဂရောင်းကတော့ကောင်းရင်ဘုံတွေတူတူခွဲခဲ့ကြတယ်ရိုင်းတွေကာယနေတူတူချိတ်ပြီးဒီဘွားကိုစူးစမ်းခဲ့တယ်အဲ့တော့မင်းငါ့ကိုလိုက်ပြီးတက်တိလိုက်ပြီးကွာဆိုခေါ်လိုက်တယ်အဲ့တော့ဟုတ်ပြီဟိုကောင်လိုက်လာပြီးတက်တိလိုက်လာတယ်တက်တိလိုက်လာတဲ့အခါမှာဂျီဖိုင်းယာကိုခေါ်လာတာဒီဂျီဖက်ကခေါ်လာတာဖြစ်တဲ့အတွက်ဂျီဖက်ကအရင်ဆုံးစစ်ဆေးပါတယ်အဲ့လိုစစ်ဆေးတဲ့ဟာကိုအဓိကစမေးခြင်းလို့ခေါ်ပါတယ်အဲ့တော့ဂျီဖက်ကနေပြီးတော့ဂျီဖိုင်းယာကိုသူကအမှန်ကန်သူခေါ်လာတဲ့တက်သေးဖြစ်တဲ့အတွက်သူကအမှန်ကန်လေးစစ်ဆေးနေပြီသူစစ်လို့အားရပြီဆိုတဲ့တပြိုင်နက်တစ်ဖက်ကမနောကနေပြီးတော့ဂျီဖိုင်းယာကိုပြန်စစ်မယ်ဂျီဖိုင်းယာရဲ့တော့ဂျားထဲမှာပဲနော်သူကဂျီဖက်ခေါ်လာတဲ့လူမို့လို့ဂျီဖက်ကအရင်စစ်တယ်ပြီးရင်သူကထပြန်လို့မရသေးဘူးမနောဘက်ကပြန်စစ်မယ်အဲ့လိုမနောဘက်ကပြန်စစ်တဲ့ဟာကိုတော့ဒါကသူများခေါ်လာတဲ့တက်သေးကိုသူကစစ်တာဖြစ်တဲ့အတွက်နော်ဒါဒီပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်နော်ပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်အဲ့လိုမျိုးတွေစစ်တဲ့အခါမှာမနောစစ်လိုက်တဲ့စစ်ချက်တွေပေါ်မှာဘယ်ဂျီဖိုင်းရဟိုတလွဲဒီတလွဲရှေ့မှာကြက်သားနဲ့စားပါတယ်ပြီးတော့ကျတော့အဲ့နေရာကြက်သားကျွန်တော်ကြက်သားမကြိုက်ပါဘူးဆိုရင်ပါဟာရှုပ်သွားပြီဒီကောင်စောစောကပြောတော့ကကြက်သားနဲ့စားပါတယ်လို့ပြောထားတယ်ဟုတ်လားတရားရုံးတော်ကနေပြီးတော့ဒီကောင်ကြက်သားနဲ့စားတယ်လို့ပြောထားတယ်ပြီးတော့ကျနောက်ကျကြက်သားမကြိုက်ဘူးဆိုတော့ဘာဖြစ်တာလဲကြက်သားထဲမှာနည်းနည်းလေးဟိုအိတ်ဆေးပါတဲ့ပြဿနာပဲထားလိုက်ပါတော့နော်ဒီကောင်စောစောတော့ကြက်သားကြိုက်တယ်လို့ပြောထားတယ်အခုကျတော့ကြက်သားနဲ့စားတယ်လို့ပြောထားတယ်အခုကျတော့ကြက်သားမကြိုက်ဘူးလို့ပြောတာဟာကြက်သားနဲ့စားတယ်ပြောတယ်ကြက်သားမကြိုက်ဆိုတာနည်းနည်းရှုပ်သွားပြီးရုံတော့မှစဉ်းစားဖို့ရအဲ့တော့ပြန်ရှင်းမောင်ကြီးဖက်ပြန်ရှင်းဟေ့မင်းကောင်အဲ့လိုပြောထားတယ်မနှောမေတော့အဲ့လိုပြောထားတယ်အဲ့တော့မင်းပြန်ရှင်းတော့အဲ့မှာသူကရှင်းရပြီပေါ့အဲ့လိုမျိုးပြန်ရှင်းတဲ့ကိစ္စကိုတော့ဒါဒီပြန်ရှင်းစင်မေးခြင်းလို့ခေါ်ပါတယ်ဒါကြောင့်အဓိပတိလမ်းမကြီးပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုတာအဲ့ဒါကိုပြောတာဖြစ်ပါတယ်အဓိပတိလမ်းမကြီးဆိုတာအဓိကစင်မေးခြင်းအပြန်အလှန်စော်ကြတော့ဆိုပြန်အလှန်စင်မေးခြင်း
အခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစစ်မေးခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကတသက်စစ်မေးခြင်းနဲ့ပတ်သက်လို့ရှိရင်၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးဒီဘယ်မှာပြဋ္ဌာန်းထားလဲတနင်္ဂနွေအင်္ဂါစနေပါလားเนาะတနင်္ဂနွေအင်္ဂါစနေပါလား130ခွန်တတိကံဥဒေဘုံက130ခွန်138အရာတသက်စစ်မေးခြင်း၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးကဘာလဲဆိုရင်တော့အဓိပတိလမ်းမကြီးပေါ်မှာပြန်လန်းစော်ကြတော့အခုရှင်းနေရပြီမို့လားဆိုတာဖြစ်နေပါတယ်တဲ့ဘာလဲဆိုရင်အဓိကစစ်မေးခြင်းပြန်လန်းစစ်မေးခြင်းပြန်ရှင်းစစ်မေးခြင်းဆိုပြီးတော့အဲ့၃မျိုးရှိပါတယ်တဲ့အဲ့ဒီ၃မျိုးမှာမှအဓိကစစ်မေးခြင်းဆိုတာကမိမိတင်ပြသောတတ်တွေကိုမိမိကိုယ်တိုင်စစ်မေးခြင်းဖြစ်တယ်တဲ့နော်ဂျီဖတ်ကြီးကစစ်တဲ့ကိစ္စဂျီဖိုင်ယာကြီးကိုနော်မိမိတင်ပြသောတတ်တွေကိုမိမိကိုယ်တိုင်စစ်မေးခြင်းဖြစ်တယ်တဲ့ထိုကဲ့သို့မိမိတင်ပြသောတတ်တွေအားမိမိစစ်စစ်ပြီးရဲ့နောက်မှာစန့်ကျင်ဘက်အမှုတွေကမနှောကိုပြောတာနော်မနှောကနေပြီးတော့စစ်မေးခြင်းကိုပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်တဲ့မိမိတင်ပြသောတတ်တွေအားမိမိစစ်မေးပြီးတဲ့နောက်မှာစန့်ကျင်ဘက်အမှုတွေဆိုတော့ဖြစ်တာမှဂျီဖက်နဲ့မနှောနဲ့ဖြစ်တာဆိုတော့ဂျီဖက်ရဲ့စန့်ကျင်ဘက်အမှုတွေဆိုတော့မနှောပဲပေါ့စန့်ကျင်ဘက်အမှုတွေကနေပြီးတော့စစ်မေးခြင်းကိုတော့ပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်တဲ့ပြန်လှန်စစ်မေးခြင်းပြီးဆုံးပြီးနောက်မိမိတက်သေးအားမိမိကနေပြန်စစ်တာမင်းလွဲနေပြီမင်းကောင်မနှောမေးတဲ့အခါမှာဒီလိုသွားလွဲတယ်ဒီလိုသွားပြီးရှုပ်ထွေးလုပ်တယ်ရှုပ်ထွေးစေတယ်အဲ့တော့မောင်ကြီးဖက်မင်းတက်သေးကိုမင်းပြန်ပြီးရှင်းပါအောင်ဟာဆိုပြီးပြန်ရှင်းခိုင်းလိုက်တာအဲ့လိုမျိုးမိမိတက်သေးအားမင်းပြန်လာစစ်မေးခြင်းပြီးဆုံးပြီးတဲ့နောက်မှာမိမိတက်သေးအားမိမိမှပြန်လာမေးမြန်းခြင်းမှာပြန်ရှင်းစစ်မေးခြင်းဖြစ်ပါတယ်ဆိုပြီးပြောထားပါတယ်ဒါတက်သေးစစ်မေးခြင်း၃မျိုးအကြောင်းကိုဖော်ပြပါဆိုရင်တော့ဒါလေးပြောရမှာပဲဖြစ်ပါတယ်ဒီဟာလေးဖြေလိုက်လို့ရှိရင်ဒါဒီဆရာတို့ဒါဟိုလောက်တောင်ရှိတယ်10မှတ်လောက်တောင်ပေးရမှာတယ်เนาะဒါလေးကိုအမှတ်ပြန်ခွဲကြည့်လို့ရှိရင်လေသူက20ဘိုးတွေပါတယ်ဆိုတော့10မှတ်လောက်တောင်ပေးတယ်မှတ်တယ်เนาะ16မှတ်ဖိုးတွေပါတယ်ဆိုလို့ရှိရင်ဒါ10မှတ်လောက်တော့ရှိမယ်နောက်ကပု္ပ္ပစာက10မှတ်10နှစ်လီ16ဆိုတာ16မှတ်တကယ်လို့အဲ့လိုမဟုတ်ဆိုလဲ6မှတ်ဖို့ပေါ့ကွာအပေါ်ပိုင်းနေမေးတယ်ဆိုရင်လေဟုတ်ပြီလားเนาะဒါအရန်ဒါဆိုရသွားမယ်လို့ထင်ပါတယ်เนาะတတိကံဥဒေဘုံ130ခွန်138အရာတတိစင်မေးခြင်း၃မျိုးရှိပါသည်၎င်းတို့မှာအဓိကစင်မေးခြင်းပြန်လည်စင်မေးခြင်းပြန်ရှင်းစင်မေးခြင်းတို့ဖြစ်ကြပါနော်အဓိကစင်မေးခြင်းဆိုဒီမှာမိမိတင်ပြသောတတ်တွေကိုမိမိမှကိုယ်တိုင်စစ်ဆေးခြင်းဖြစ်တယ်မိမိတင်ပြသောတတ်တွေကိုမိမိစစ်ဆေးပြီးတဲ့အခါမှာစန့်ကျင်ဘက်အမှုတွေကစင်မေးတာကိုတော့ဒါသည်ပြန်လည်စင်မေးခြင်းဖြစ်ပါတယ်ပြန်လည်စင်မေးခြင်းပြီးဆုံးတဲ့နောက်မှာမိမိတတ်တွေကိုမိမိမှပြန်လည်မေးမြန်းခြင်းဟာဆိုရင်ပြန်ရှင်းစင်မေးခြင်းဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီပုဂ္ဂလိနဲ့ပတ်သက်ပြီးဘာမှမှတ်စရာမလိုပါဘူးကြပြားလေးနဲ့ကြပြားလေးတစ်ပုဒ်ရဲ့နေ့ရက်ကြပြလေးတစ်ပုဒ်ရဲ့နောက်တစ်ခုကဒီငပြောသည်နော်ချင်းကေကိုရဲ့လေတံလေးနဲ့စကားလေးတစ်လုံးရဲ့ပြီးရင်ဂျီဖတ်နဲ့ဂျီဖိုင်းယာနဲ့မနောတို့ရဲ့ပြဿနာလေးရဲ့မှတ်ထားလိုက်လို့ရှိရင်ဒီအပုဒ်ရတော့ပါပြီဟုတ်ပြီနော်တနင်္ဂနွေအင်္ဂါစနေပါလားတတ်သေးစစ်မယ်ခင်ဗျာတတ်သေးကံဥဒေဘုံ130ခွန်138ရတတ်သေးစစ်မေးခြင်း၃မျိုးရှိတယ်ကိုပြောတာဖြစ်ပါတယ်အဓိပတိလမ်းမကြီးပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားအဓိပတိဆိုတာကအဓိကစင်မေးခြင်းเนาะလမ်းမကြီးပေါ်မှာအပြန်အလှန်စော်ကြတော့ဆိုပြန်လှန်စင်မေးခြင်းအခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစင်မေးခြင်းဖြစ်ပါတယ်เนาะအကိုတို့အခုတော့ကြောက်နေကြပြီမို့လားဆိုပြောတယ်လို့ပေါ့เนาะအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုအဲ့တိုင်းလေးငါပြောသီးလေးကိုလိုတဲ့နေရာကကောက်သုံးရမယ်เนาะဟုတ်ပြီလားအဲ့ဒါပြီးတဲ့အခါမှာနောက်တစ်ခုကမနောဂျီဖတ်ဂျီဖိုင်းရတို့ပြဿနာเนาะမနောနဲ့ဂျီဖတ်နဲ့မနောနဲ့ပြဿနာတက်မယ်အဲ့ဒီမှာတရားရုံးကိုဂျီဖတ်ကနေပြီးသွားပြီးတိုင်မယ်တိုင်တဲ့အခါမှာတရားလိုဒီဂျီဖတ်မနောဒီတရားခံထားလိုက်ပါတော့เนาะဆွဆွဲခံရတဲ့သူပေါ့เนาะမနောဒီဆွဆွဲခံရတဲ့သူဟုတ်ပြီအဲ့တော့တရားရုံးကပြောလိုက်တယ်ဟဲ့အောင်ဂျီဖတ်မင်းသွားပြီးတော့မင်းကတရားလိုဖြစ်တဲ့အတွက်မင်းဘက်ကတက်တီကိုစစ်မယ်အဲ့တော့မင်းတက်တီခေါ်ခဲ့ဆိုတော့ဟိုမှာတငယ်ချင်းအနာဂရောင်းမှာတူတူပဲဆိုတော့ဂျီဖိုင်းရကြီးကိုတရားရုံးခေါ်လာတယ်တက်တီအနေနဲ့ဂျီဖတ်ကနေခေါ်လာတယ်အဲ့မှာတရားရုံးကိုရောက်တဲ့အခါမှာအရင်ဆုံးစစ်မှာဒီဂျီဖတ်ကအရင်စစ်မယ်ဘယ်သူကိုစစ်မှာလဲဂျီဖိုင်းရကိုစစ်မယ်အဲ့ဂျီဖိုင်းရကိုဘယ်သူခေါ်လာလဲဆိုတော့ဂျီဖတ်ကခေါ်လာတာဖြစ်တယ်အဲ့ကြောင့်မိမိတင်ပြတဲ့တက်တီကိုမိမိရစစ်ဆေးတာဒီဒါဒီအဓိကစစ်မေးခြင်းဖြစ်ပါတယ်เนาะဂျီဖိုင်းရကြီးကိုဂျီဖတ်ကစစ်မေးတာဒီဒါအဓိကစစ်မေးခြင်းအဲ့လိုမျိုးသူစစ်ချင်တာရဲ့စစ်ပြီးတဲ့အခါမှာဒီတိုင်းထပြန်လို့မရဘူးတစ်ဖက်ကမနှောကနေပြန်စစ်မယ်အဲ့လိုစစ်တာတော့ပြန်လာစစ်မေးခြင်းဘာလို့လဲဆိုလို့ရှိရင်မိမိတင်ပြသောတက်တီအားမိမိစစ်ဆေးပြီးတဲ့နောက်မှာစန့်ကျင်ဘက်အမှုတွေကစစ်မေးခြင်းကိုပြန်လှန်စစ်မေးခြင်းလို့ခေါ်ပါတယ်တဲ့စန့်ကျင်ဘက်အမှုတွေဆိုတာတော့ဂျီဖတ်ရဲ့စန့်ကျင်ဘက်အမှုတွေဒီမနှောဖြစ်သွားပြီအဲ့အတွက်ဂျီဖိုင်းရကြီးဒီဂျီဖတ်ကိုပဲဂျီဖတ်မေးတာပဲဖြစ်ပြီးပြန်လို့မရသေးဘူးအဲ့တော့
ဂျီဖတ်မေးတာတွေဖြေပြီးတဲ့အခါမှာမနှောမေးတာကိုဖြေရပါအောင်မယ်ဒီလိုမျိုးကြောင့်မလို့ဒီဂျီဖိုင်းရကိုခေါ်လာတာဒီဂျီဖတ်ကခေါ်လာတာဖြစ်တဲ့အတွက်ဂျီဖတ်ဘက်ကလိုက်လာတဲ့တက်တွေဖြစ်တဲ့အတွက်အဲ့ဒီတက်တွေကိုဂျီဖတ်စစ်ပြီးတဲ့နောက်မှာမနှောကစစ်ဆေးခြင်းဒီပြန်လာစစ်မေးခြင်းဖြစ်ပါတယ်အဲ့တော့မနှောစစ်တဲ့ထဲမှာအလွဲတွေပါလာလို့ရှိရင်မနှောစစ်တဲ့ထဲမှာမှရှုပ်စရာတွေထွေးစရာတွေပါလာရင်ဂျီဖတ်ကိုပြန်ရှင်းခိုင်းပါတယ်အဲ့တော့အရာမင်းခေါ်လာတဲ့တက်တွေမင်းမနှောမေးတဲ့အခါမှာဒီကောင်ဒီလိုတွေပြောနေပြီအဲ့တော့နည်းနည်းရှုပ်သွားပြီကွာမင်းရှင်းပေးပါဆိုပြီးရုံးတော်ကနေပြီးတော့အဲ့လိုပြောလိုက်တယ်ဂျီဖတ်ကိုပြောလိုက်တဲ့အခါမှာဂျီဖတ်ကနေပြီးတော့မနှောစစ်ပြီးတဲ့အခါမှာထပ်ပြီးတော့သူခေါ်လာတဲ့တက်တွေမောင်ဂျီဖိုင်းရကြီးကိုထပ်စစ်တာဒါမျိုးစစ်တာဒီပြန်ရှင်းစင်မေးခြင်းလို့ခေါ်ပါတယ်โอเคဒါဆိုရပြီလို့ထင်ပါတယ်เนาะဟုတ်ပြီဆရာတို့အဲ့မှာတစ်ခုချင်းစီကိုသွားလိုက်ရအောင်เนาะ15ရောက်ရှိတယ်ဆိုတော့မစိုးပါဘူးခုက12နာရီ22ဆိုတော့ဟုတ်ပြီဆရာတို့တိတ်ကြာတော့ပါเนาะပြီးမှာပါပုံမှာကဆရာတို့က13ခု13လေးမှတ်ထားရင်ပြီးသွားပြီအဓိကစင်မေးခြင်းလည်း13ခု13အကျယ်တဝင့်ရင်းရင်လည်းပဲเนาะပြန်လန်စင်မေးခြင်းဆိုရင်လည်းပဲ13ခု13ပြန်ရှင်းစင်မေးခြင်းဆိုလည်း13ခု13เนาะတနင်္ဂနွေအင်္ဂါစနေပါလားဒါလေးပဲမှတ်ထားလိုက်เนาะတနင်္ဂနွေအင်္ဂါစနေပါလားတသိစစ်မဲ့ခမားဆိုလေးမှတ်ထားလိုက်ပြီးအကုန်လုံးတွက်ဆရာတော့ဒါလေးပဲရေးရုံပဲဟုတ်ပြီလားเนาะအဲ့တော့အဓိကစင်မေးခြင်းအကြောင်းလေးဆက်ရအောင်အဓိကစင်မေးခြင်းအကြောင်းကိုအကျယ်တဝင့်ရေးခိုင်းရင်တော့၎င်းเนาะဒါမှမဟုတ်ဒီသူမေကုန်းမှာတော့မေကုန်းပုံစံ2မျိုးရှိရလို့ဆရာပြောပြီးသားเนาะတသိစင်မေးခြင်းအကြောင်းကိုဖော်ပြ၍တသိစင်မေးခြင်း3မျိုးကိုဖော်ပြ၍တမျိုးအကြောင်းရေးပါဒါမှမဟုတ်တသိစင်မေးခြင်းအကြောင်းတသိစင်မေးခြင်း3မျိုးအကြောင်းဖော်ပြ၍အဓိကစင်မေးခြင်းအကြောင်းရေးပါဒါမှမဟုတ်ပြန်လည်စင်မေးခြင်းအကြောင်းရေးပါဒါမှမဟုတ်ပြန်ရှင်းစင်မေးခြင်းအကြောင်းရေးပါအဲ့ဒီလိုမျိုးလေးလာပါတယ်အင်္ဂလိပ်လိုရောဗမာလိုရောเนาะအင်္ဂလိပ်လိုလည်းသင်ပေးမယ်เนาะသို့သောအင်္ဂလိပ်လိုကဆရာတော်ရှေ့မှာရာသက်ကြီးနဲ့ရာဇဝတ်ကျင့်ထုံးကိုကြက်မလားဆိုရင်ဒီတသိကဥပဒေအင်္ဂလိပ်လိုမကြက်လဲတော့အဆင်ပြေသွားပြီသို့သောဒါမှမဟုတ်ရာဇသက်ကြီးနဲ့ဒီတသိကဥပဒေကိုကြက်ရင်လည်းပဲတသိကဥပဒေကိုအင်္ဂလိပ်လိုကြက်လို့ရမယ်ပေါ့เนาะအဲ့အဓိကစင်မေးခြင်းကိုကြည့်လိုက်ပါเนาะအဓိကစင်မေးခြင်းမှာဆိုရင်တသိကဥပဒေပုံမှ139 138တို့တွင်အဓိကစင်မေးခြင်းနှင့်ပတ်သက်၍ပြဋ္ဌာန်းထားပါသည်အဓိကစင်မေးခြင်းဆိုသည်မှာမိတင်ပြသည့်တသိကိုမိမိမှစတင်မေးမြန်းခြင်းဖြစ်ပါသည်တဲ့အမှုနှင့်ဆက်ဆိုင်သည့်အကြောင်းအရာများကိုသာမေးမြန်းရပါမည်နမိတ်ပြမေးခွန်းများမေးမြန်းခွင့်မရှိပါတို့ရတွင်အစာပြုသည့်အကြောင်းအရာလုံလောက်စွာထင်ရှားပြီးသည့်အကြောင်းအရာအငင်းခုံမထွက်သည့်အကြောင်းအရာတရားရုံးတော်မှခွင့်ပြုသည့်အကြောင်းအရာများတွင်တော့နမိတ်ပြမေးခွန်းမေးမြန်းခွင့်ရှိပါသည်တဲ့နမိတ်ပြတာတော့ရေလာမြောင်းပေးလို့ဆိုတာเนาะကောင်လေးတယောက်ကိုကောင်မလေးတယောက်ကကြိုက်တယ်ဆိုရင်ရေလာမြောင်းပေးလုပ်တယ်เนาะအဲ့ဒါမှမဟုတ်သူချစ်တယ်ဆိုတဲ့အကြောင်းလေးနမိတ်ပြတာပါเนาะရေလာမြောင်းပေးလုပ်တယ်လို့ခေါ်တာပါเนาะတို့အဲ့မှာဆိုရင်နမိတ်ပြတယ်နမိတ်ပြတယ်ဆိုတာတော့ကိုလိုချင်တဲ့ဘက်ကိုဆွဲခေါ်သွားတဲ့ကိစ္စပေါ့နမိတ်ပြပြီးတော့ဟိုဒါဆိုလို့ရှိရင်တချို့အိမ်ကအရန်တင်းကျပ်တဲ့ကိစ္စတော့ဘာတော့မှဒါမှမဟုတ်ចောင်းသားဘွားတော့ကအရန်ဆိုးတဲ့ចောင်းသားတွေပေါ့နော်အရန်ဆိုးတဲ့ចောင်းသားတွေဆိုဒါမျိုးလေးလှုပ်ဖူးမှာပါကိုတငယ်ချင်းနဲ့ကိုနဲ့2ယောက်သွားလို့ဆရာမငေါတော့မယ်ဆိုလို့ရှိရင်ကိုတငယ်ချင်းနည်းနည်းခက်ဦးကောင်ထားလိုက်ပါနော်အဲ့ကြောင့်ဆရာမမေးနေပြီဆိုလို့ရှိရင်ကိုတငယ်ချင်းကိုသွင်းတဲ့ idea တွေကိုဝင်အောင်ကိုကပဲရှေ့ကနေကြိုပိတ်ပြီးစတာလို့စကားသားစတာလို့ဘာလို့ ਨੇ မေးတဲ့ကိစ္စတွေပေါ့ကိုလိုတဲ့ဘက်ကလေးကိုဆွဲခေါ်သွားတဲ့ကိစ္စတွေပေါ့နော်ဟုတ်ပြီလားပြီးလို့ရှိရင်ဒီခုကိုလိုချင်တဲ့ဘက်ကိုဆွဲခေါ်သွားတယ်ကိုဖြည့်စီခြင်းနဲ့အကြောင်းအရာကိုဖြစ်အောင်လုပ်တာမေးတာပေါ့နော်အဲ့ဒီကငါကဘာမှမလုပ်ဘဲနဲ့ तू ကအရင်စလုပ်ခဲ့တယ်ဆိုတာဟုတ်တယ်မို့လားဆိုမေးကုန်ပေါ့နော်အဲ့ဒီနေ့ကကျွန်တော်ကအရင်မစခဲ့ဘဲနဲ့ဟိုဘက်ကကောင်ကငါ့ကိုအရင်စပြီးလုပ်တယ်ဆိုတာမင်းမြင်ခဲ့တယ်မို့လားဆိုမေးကုန်ဒါကလည်း तू ဖြစ်စေချင်တာတော့ तू ကအရင်စတာမဟုတ်ဘူးဟိုကောင်ကအရင် तू ကိုစတာစလို့ तू ကလုပ်လိုက်ရတာအဲ့ဒါမျိုး तू ဖြစ်စေချင်တာအဲ့လိုဟာမျိုးဘေးလူတွေလည်းသိတယ်ဆိုတဲ့အကြောင်း तू ပြစေချင်တာအဲ့ဒါကြောင့်လို့ तू တက်သေးကိုစစ်တဲ့အခါမှာအဲ့ဒီနေ့ကကျွန်တော်ကအရင်လှုပ်ချင်းမဟုတ်ဘဲနဲ့ तू ကနေပြီးတော့ကျွန်တော်ကိုအရင်စခဲ့တယ်မို့စခဲ့တာကိုခမည်းမြင်ခဲ့တယ်မို့လားဆိုပြီးမေးလိုက်တယ်တကယ်အဲ့လိုမေးလို့မရဘူးပေါ့အဓိကစစ်မေးခြင်းမှာအဓိကစစ်မေးခြင်းမှာဆိုလို့ရှိရင်အဓိကစစ်မေးခြင်းအကြောင်းကသဘောတရားတော့သိသွားလိမ့်မယ်တတိကံဥပဒေပုံမှ139 138ရဖော်ပြထားတယ်ဟုတ်ပြီလားနော်အဓိကစစ်မေးခြင်းတော့မိမိတင်ပြတဲ့တတ်တွေကိုမိမိစစ်ဆေးတာကိုလူကိုစစ်တာအဓိကစစ်မေးခြင်းနော်ကိုတင်ပြတဲ့တတ်တွေကိုကိုစစ်တာဂျီဖတ်ကြီးကဂျီဖိုင်းယာကြီးကိုစစ်တာသူခေါ်လာတဲ့ဂျီဖိုင်းယာကြီးကိုသူစစ်တာဒါအဓိကစစ်မေးခြင်းအဲ့လိုစစ်တဲ့အခါမှာတော့အမှုနဲ့ဆက်ဆိုင်သည့်အကြောင်းအရာများကိုသာမေးမြန်းရမည်အမှုကစစ်နေပါတယ်ဆိုရင်အမှုကစစ်နေတာမှထားလိုက်ပါတော့သူတို့
ဒီသူတို့ရန်ဖြစ်ကြတဲ့ကိစ္စထားပါတချင်းကိစ္စနဲ့ရန်ဖြစ်ပါတယ်ဆိုတော့ဆိုမှဟိုးဘာမဆိုင်ညာမဆိုင်ကိစ္စတွေသွားပြီးမေးလို့မရတော့နိုင်ငံရေးကိစ္စတွေသွားမေးလို့မရတော့เนาะဒါဒီဘာလဲဒါကြီးအရင်မဆက်ဆိုင်တော့လေသူတို့ဖြစ်တာတချင်းကိစ္စလေးမှာသူတို့တက်ခစ်ပေါ်တချင်းကိစ္စလေးမှာဖြစ်တဲ့ထားလိုက်ပါအောင်เนาะဒါ Ryan တွေခိုးတယ်အကြောင်းအရာတွေခိုးတယ်မင်းခိုးတယ်ငါခိုးတယ်ဟလားမင်းဒါကိုပြန်ဖြီးပြီးရေးတယ်ဘာညာတော့ဒါလုံးဖြစ်ကြတာပဲထားလိုက်ပါတော့เนาะအဲ့လိုမျိုးဖြစ်တယ်ပဲထားလိုက်ဒါအောင်မန်းလေးပါမင်းကရှိုးဝဲလာလောက်တာငါရှိနေတာနဲ့ဘာလို့ရှိုးဝဲလာလောက်လဲဒါမျိုးပြဿနာလေးထားအဲ့တော့ဟိုးနိုင်ငံရေးတွေသွားပြီးတော့ထဲလို့မရတော့ဘူးเนาะဒီဂျီယိုအန်လိုဆောင်းဝဲကြီးမှာဟိုဆရာကောင်းမြတ်သူစာတင်တဲ့ကိစ္စကြီးကိုထည့်ပြီးပြောလို့မရတော့ဘူးဒါမဆက်ဆိုင်တော့သူအမှုနဲ့ဆက်ဆိုင်သည့်အကြောင်းအရာကိုသာမင်းမြန်ရမယ်တဲ့အဓိကစင်မေးခြင်းပါပထမဆုံးချက်မှတ်ထားနော်အဓိကစင်မေးခြင်းဆိုတာကိုခေါ်လာတဲ့တက်တွေကိုကိုစစ်တာမိမိတင်ပြတဲ့တက်တွေကိုမိမိစစ်သေးတာအဓိကစင်မေးခြင်းစစစ်တဲ့ကိစ္စဟုတ်ပြီနော်ဒါဒီအဓိကစင်မေးခြင်းအဲ့လိုမျိုးအဓိကစင်မေးခြင်းမှာဆိုရင်ဘာတွေဂယူးဆိုင်ရမလဲဆိုရင်တော့အမှုနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာကိုပဲမင်းမြန်ရမယ်ဆိုတဲ့အချက်ဂယူးဆိုင်ရမယ်မဆိုင်တာတွေအမှုနဲ့မဆက်ဆိုင်တာတွေအလန်းကွာဝေးတဲ့ကိစ္စတွေသွားမေးလို့မရသေးဘူးအဓိကစင်မေးခြင်းပါဆိုလိုချင်တာတော့ကွာတရားရုံးကတက်သေးပါဇက်ကထွက်တဲ့အမှန်တရားကိုတရားရုံးကလိုချင်တယ်အဲ့တော့ကိုခေါ်လာတဲ့တက်သေးကိုစစ်တဲ့ကိစ္စကြီးမှာမှကိုလိုချင်တယ်လို့မေးသွားတယ်ကိုရချင်တဲ့အဖြေမျိုးမရရအောင်မေးသွားခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ငါတို့တရားရုံးကဘာလို့တောက်ပြီးသုံးသပ်မှာလဲခါလေကြာရင်ဥပဒေပြုသူဘက်ကနေကိုပြန်စဉ်းစားကြည့်ဒီဥပဒေကိုရေးဆွဲတဲ့သူကဒီတက်သေးကဥပဒေကိုရေးတဲ့လူကအလကားရေးခဲ့တာမဟုတ်ဘူးသူကတေချာစဉ်းစားတွေးခေါ်ပြီးရေးခဲ့တာငါတို့ရှီရလူတွေကသူများရေးထားတဲ့ဟာတွေကိုအဟုတ်မှတ်ပြီးလိုက်ကြက်ရတာကိုအဟုတ်မှတ်ပြီးတော့ဒါကြီးကိုလေးလာတဲ့အချိန်မှာလဲခေါင်းကမတွေးတော့ဘူးဒီပေါင်ကြီးတဲ့ပဲဒို့တွေကလေးလာနေတဲ့အတွက်ဒို့တွေဘွားတွေမတိုးတက်တာဒါဆရာကြုံလို့ပြောပြတာပါဆိုတော့ဒါတွေရှေ့ဆရာကြီးတွေသွားမေးကြည့်အဲ့တော့အကုန်လုံးကလည်းပြောခဲ့ပါတယ်ကောင်းမြတ်သူအတက်ကျူပြီးယူနေတယ်လို့ပြောကြတယ်ပြောရင်လည်းပြောပါသေးဒါပေမဲ့ကိုဆိုလိုချင်တဲ့သဘောကတော့ပြောလဲပဲဆရာတော့ဂယူးမဆိုင်ဘူးဟုတ်လားပြောလည်းပဲဂယူးဆိုင်တော့ဆိုတာဒီဟာပေါ်မှာလေးလောင်တရက်ပေါ်မှာယူသွရတာဖြစ်တဲ့အတွက်ဘာမှမဖြစ်ဘူးနော်အပြင်မှာဘာမဟုတ်တဲ့ကိစ္စရက်တွေတောင်ယူနေလို့တပုံကြီးရှိတာပဲကွာအဲ့တော့လေးလောင်ပေါ်မှာယူသွရတာသူကအယူလို့အပြောခံတယ်နော်ဒါမင်းတို့လည်းစဉ်းစားသိချင်တာပါဒီစာတွေကိုကြက်နေခင်မှာဒါကြီးကပြဋ္ဌာန်းထားတယ်အဲ့ပြဋ္ဌာန်းချက်ရေးဆွဲတဲ့ပုံကောဘယ်အုံနောက်နဲ့ရေးတာမဟုတ်လို့တော့အတူတူပဲအဲ့တော့ငါတို့ကလေးလာကြက်မှတ်တဲ့သူဆိုတာထက်တို့အုံနောက်တွေကထိုးဖောက်ပြီးတော့ပို့တွေးပြီးတော့ဒီစာတစ်ပုဒ်ကိုကြက်မယ်ဆိုရင်တို့တော့ကအခက်ခဲမရှိတော့ပို့ပြီးတော့နီးစပ်မယ်လွယ်မယ်လို့ထင်ရမယ်ဟိုဒါကဆရာအတွေ့ပေါ့နော်ဆရာတော့အဲ့လိုမျိုးပုံစံနဲ့ကြက်တယ်ပေါ့နော်ဟုတ်တယ်လေအမှုနဲ့ဆက်ဆိုင်တဲ့အကြောင်းကိုခေါ်လာတဲ့တက်သေးသူခေါ်လာတဲ့တက်သေးတို့တော့မယုံပါဘူးသူကသူခေါ်လာတဲ့တက်သေးသူမေးတဲ့ကိစ္စမှာတော့သူတို့တီးလုံးတိုက်ရင်လည်းတိုက်လာမှာပဲလေအဲ့တော့တီးလုံးတိုက်ရင်လည်းတိုက်လာမှာပဲဆိုပေမဲ့ရုံးရှည်ရောက်ရင်ကြမ်းကျင်ရတာနဲ့ပြီးလို့ရှိရင်ရုံးရှည်ရောက်ရင်အရှိန်လေးပေါ့နော်တရားရုံးဆိုတဲ့နေရာမျိုးကမရောက်ဘူးလို့ရှိရင်အရှိန်လေးနဲ့ရှိတယ်ဟိုရောက်ဘူးနေကြလို့တော့တိတ်ပြဿနာမရှိဘူးပေါ့အရှိန်လေးနဲ့ဘာတွေနဲ့ဆိုလို့ရှိရင်တို့ကဒီခုသူသင်လာခဲ့တဲ့အရာတွေတီးလုံးတိုက်လာခဲ့တဲ့အရာတွေမေ့တော့မှာပေါ့နော်မေ့ရင်သွားမယ်ဒါမှမဟုတ်တီးလုံးတိုက်တဲ့အရာကိုတီးလုံးတိုက်ထားတဲ့ပုံစံမျိုးကိုဆွဲခေါ်ဖို့ရအတွက်ဒီလိုလမ်းနေကြောင်းရတော့မှာလေဒီတိုင်းကြီးမရဘူးလေပလဲကြီးမရဘူးလေအဲ့တော့အဲ့လိုလမ်းကြောင်းခွင့်တွေလည်းပေးထားမယ်ဆိုလို့ရှိရင်တို့အစင်မပြေနိုင်ဘူးလေဟုတ်တော့မလားအဲ့ဒါကြောင့်လို့အဓိကစင်မေးခြင်းမှာတို့လိုချင်တာတက်သေးတွေရှိရတယ်သူတက်သေးကသူ့ဘက်အားသာပြီးထွက်ဟိုကောင်းတက်သေးကဟိုကောင်းဘက်အားသာပြီးထွက်ဆိုတဲ့အချက်တွေတို့လိုချင်တာမဟုတ်ဘူးတက်သေးတွေရှိရပြောတယ်အမှန်တရားကိုတို့လိုချင်တာဖြစ်တဲ့အတွက်သူတို့အဲ့ဒီမေးခွန်းတွေတို့တော့ပေးလို့မဖြစ်ဘူးပေါ့ကိုယ်တိုင်ဥပဒေပြုတဲ့သူဆိုလဲအဲ့လိုပဲရေးမှာပဲလေနော်အဲ့ကြောင့်အဓိကစင်မေးခြင်းอ่ะဆိုရင်ဆက်ဆိုင်တဲ့အကြောင်းအရာတွေဝယ်မြင်မြန်ရမယ်နောက်တစ်ခုကနမိတ်ပြမေးခွန်းများမေးမြန်းခွင့်မရှိဘူးပေါ့သူလိုချင်တဲ့အရာတွေကသူဆွဲပြီးမေးသွားမယ်ဆိုရင်အစင်မပြေဘူးအဲ့တော့နမိတ်ပြပြီးမေးတဲ့ကိစ္စတွေပေါ့နော်လိုချင်တဲ့အဖြေရအောင်မေးတဲ့ကိစ္စတွေမေးလို့မရပါဘူးတဲ့ဒါပေမဲ့ပေါ့အစာပြိုးတဲ့အကြောင်းအရာလုံလောက်စွာထင်ရှားပြီးသည့်အကြောင်းအရာအငင်းမထွက်တဲ့အကြောင်းအရာတွေကိုတော့တရားရုံးကခွင့်ပြုတယ်ဆိုရင်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့နမိတ်ပြမေးခွင့်ရှိတယ်ဒါချွန်းချက်ကလေးထည့်ပေးတာတချို့ကျတော့သူကအမားကိုဖြေချင်လို့မဟုတ်ဘူးပေါ့တချို့ကြောင့်လည်းဗတ်လိုက်ပြီးဖြေချင်လို့ရမဟုတ်ဘူးတက်သူတို့ကနည်းနည်းလေးဟိုကြောက်တက်စိတ်တို့နော်ဟိုဆိုလိုချင်တဲ့အကြောင်းတရားကိုကောင်းကောင်းနားမလည်နိုင်တဲ့လူတွေရှိတယ်ကွာအဲ့ဒါမင်းတို့အမှုစစ်ဖူးတဲ့အခါကျရင်သိသွားလိမ့်မယ်ဒီထဲမှာအမှုစစ်ဖူးတဲ့ထက်တန်းရှင်းတွေလည်းပါမှာဆရာဆရာမတို့အနေနဲ့ကတော့သိရင်သိပါလိမ့်မယ်နော်ဒါပေမဲ့ကျွန်တော်ကလေးတွေအနေနဲ့ပြောပြတာပါနော်ကျွန်တော်အနေနဲ့ပြောတာဟိုဆရာဆရာမတို့အနေနဲ့ကတော့ဒီခုကျွန်တော်ပြောတဲ့ဟိုအစာပြောတဲ့အကြောင်းအရာတွေလုံလောက်စွာထင်ရှားပြီးတဲ့အကြောင်းအရာတွေ
အငင်းခုံမထွက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ရှိရင်တော့တရားရုံးရဲ့ခွင့်ပြုချက်ရရင်နမိတ်ပြမေးခွန်းဒါအဓိကစစ်မေးခြင်းပါလဲတရားရုံးကနေပြခွင့်ပြုတယ်ဆိုရင်ဒါလေးရင်မေးခွင့်ရှိတယ်ဆိုတော့ပြောပြတာပေါ့နော်အဲ့မှာဆိုရင်အားလုံးကမှတ်လိုက်ပါနော်ဆရာလည်း comment လေးလည်းရေးပေးလိုက်ပါမယ်စလုံးညင်းခွင့်နော်ဒါကတော့ဆရာရဲ့ဒါကာယံမဟုတ်ပါဘူးဒါကတော့နော်ဟိုဆရာတို့ဥပဒေရရှိဆရာမတယောက်ဆရာမနာမည်ကမေ့သွားလို့နော်ဆရာမနာမည်မေ့သွားလို့ဆိုတာနည်းနည်းအဲ့ကလေးကဆရာမနာမည်မသိလိုက်ဘူးသင်စာသဇင်ပါဆိုလားမသိတီနဲ့တော့စတယ်ဆရာမအကောင်နော်အဲ့ဆရာမရဲ့ဒါဟိုဟာလေးပါဟိုအလွယ်မှတ်သားနည်းလေးပါနော်ဆရာမတင်ပြပေးတဲ့အလွယ်မှတ်သားနည်းလေးဆရာမနာမည်ကဆရာမေ့သွားလို့နော်ဆရာတို့ထက်လည်းအပတ်စဉ်တွေအများကြီးလဲကြီးပါတယ်ဒါဥပဒေရရှိဆရာမတယောက်ရဲ့ဒါဟိုအလွယ်မှတ်သားနည်းလေးပေါ့နော်စလုံညင်းခွင့်နော်ဆရာကွန်မန့်လည်းမှတ်ထားလိုက်ပါစလုံညင်းခွင့်ဆိုတာဗာလဲဆိုတော့ပြောတဲ့အစာပြိုးတဲ့အကြောင်းအရာလုံလောက်ဆိုတာထင်ရှားပြီးတဲ့အကြောင်းအရာနော်ညင်းဆိုတာအငင်းမထွက်သည့်အကြောင်းအရာခွင့်ဆိုတော့တရားရုံးမှခွင့်ပြုသည့်အကြောင်းအရာတွေမှာတော့နမိတ်ပြမေးခွန်းအဓိကစစ်မေးခြင်းမှာမေးခွင့်ရှိပါတယ်စလုံညင်းခွင့်အဲ့တော့အစာပြိုးသည့်အကြောင်းအရာဆိုတာတချို့ကြတော့လည်းပဲဒီကိစ္စအင်းနဲ့ပတ်သက်ပြီးအစကိုပြောပြရတာအစမပြောရင်သူတို့ဘာမှကိုမသိတဲ့နော်ဘာမှကိုသူတို့ကအစမပြောရင်အစမထွက်တဲ့လူတွေအများကြီးရှိတယ်နော်ခမည်းနဲ့သူနဲ့ကအိမ်တရွာတဲသားတွေမှုလားဆိုတာလောက်ကတော့ခမည်းဘယ်ရွာမှာနေလဲလို့တကယ်မေးရမှာဘာလို့လဲဆိုတော့သူတို့တူတရွာတဲပါဆိုမှဒီဖြစ်စဉ်ကိုကောင်းကောင်းကြီးသိပါတယ်ဆိုတော့ဟာယူဆွဲခေါ်တဲ့ပုံစံမျိုးကြီးမမေးရအောင်ခမည်းဘယ်ရွာမှာနေလဲဆိုတဲ့မေးခွန်းတောင်မှတချို့ကအတူတူနေပါတယ်ဆိုတော့မထွက်နိုင်ဘူးနော်အဲ့လိုကိစ္စမှာအစာပြိုးပြီးတော့ဒါလေးတော့ခင်ဗျားတို့တူတရွာတဲ့တူနေကြတယ်ဆိုတော့မှန်သလားဒါမျိုးလောက်ကတော့သူအစာပြိုးပြီးမေးရမှာပဲသူအစာပြိုးပြီးမေးရမှာပဲအဲ့ဒီပြဿနာကြီးကခင်ဗျားတို့အဲ့ဒီရွာမှာအဲ့ဒီနေ့ကတကြံရက်ကြီးမှာဖြစ်ခဲ့ကြတယ်နော်ဒါလောက်ကတော့အစာပြိုးရတော့မှာပဲပေါ့နော်ဟိုဘာလို့လဲဆိုရင်ဒါအစာမပြိုးလို့လည်းမရတော့ဘူးဒီလောက်မှအစာမပြိုးရင်ဟိုလူကတက်လဲနေပြီအဲ့တက်တရနော်အဲ့ကြောင့်ဒါအစာပြိုးတဲ့ဟာပေါ့နော်အစာပြိုးသည့်အကြောင်းအရာလုံလောက်စွာထင်ရှားပြီးသည့်အကြောင်းအရာစောစောပြောတဲ့အတိုင်းပဲဖြစ်စဉ်ကြီးမှာရှေ့တက်သေးတွေအကုန်လုံးလည်းမေးပြီးသွားပြီဒီပြဿနာကြီးတက်ကြတာတကြံရက်မှာတက်ကြတာတကြံရက်ကြီးမှာဘယ်နှခုနဲ့တကြံရက်ကြီးမှာတက်ကြတာနေလေအိုးဒေါ်တင်စာထွန်းဟုတ်ပဲထင်တယ်ဆရာမအရင်တော့အဲ့တော့အပြိုကြီးဆရာမပြောကြီးဆရာမတင်ပေးတဲ့ကြပြလေးပေါ့နော်စလုံညင်းခွင့်ဆိုတဲ့ဟာလေးကခုတော့ယောက်ျားရသွားပြီလားမသိဆရာမအရန်လဲတော်တယ်ကိုရီဆရာမအဲ့ဒါဟုတ်ပြီနော်အဲ့မှာဆိုလို့ရှိရင်ဟိုဒါဒီနေရာကနေပြီးတော့ဘာပဲပြောလေနော်ဆရာမတင်ပေးလိုက်တဲ့အကြောင်းအရာတွေဒီမှာထည့်တင်လိုက်တဲ့အတွက်ဆရာမကိုဒီနေရာနေပြီးတော့ပဲခါတော့ပြုပါတယ်โอเคပါနီးစပ်တဲ့လူလမ်းကြော်ရင်ပြောပေးပါเนาะကျွန်တော်ကတော့အဆက်အသွယ်မရလို့ပါဆရာမနဲ့ဟုတ်ပြီလားအဆက်အသွယ်ရှိရလူဆရာဦးကောင်းမြတ်သူကတော့သူခရုထဲမှာတင်တယ်အဓိကစမေးခြင်းကိုတင်တဲ့အခါမှာစလုံညင်းခွင့်ဆိုတဲ့အကြောင်းအရာလေးထည့်ပြီးတင်ပါတယ်လို့เนาะပြီးရင်ဆရာမရှိတင်တာဘယ်မှာတင်လဲဆိုတော့အာတက်မှာတင်ပါတယ်အာတက်မှာတင်တယ်ဆိုတော့ဆရာကအာတက်မှာတင်တန်းတက်ခဲ့သလားလို့မေးပါလိမ့်မယ်ဘာလို့လဲဆိုတော့အာတက်ကအရင်နှစ်တည်းကမှဆိုလိုချင်တာတော့မတူတော့လုံးဝကိုမတူတာပါဆရာဦးကောင်းမြတ်သူရဲ့ဖျောင်းနိုင်စာတင်ကစာအုပ်တွေနဲ့เนาะအာတက်ကစာနဲ့လုံးဝမတူပါဘူးမတူဘူးဆိုတာကြက်ဖူးတဲ့လူတွေသိပါလိမ့်မယ်ရှင်းကြည့်ဖူးတဲ့လူတွေသိပါလိမ့်မယ်เนาะအဲ့မှာသိပါလိမ့်မယ်ဆရာအဲ့လိုမျိုးဆွဲကြွယ်ပေါ့နော်နောက်ပိုင်းမှသာဆရာကြီးဦးမျိုးချစ်ရဲ့စာတွေကိုအခြေခံထားတယ်ဆိုတာကိုဆရာကြီးဦးမျိုးချစ်ကိုယ်တိုင်ကနော်အားလုံးကိုပြောပြမှသာကျန်တဲ့လူတွေဘာမှဆရာကိုဖောင်းမထုတ်တော့တာဖြစ်ပါတယ်ဆရာကြီးဦးမျိုးချစ်ကဆရာကိုသူ့ရဲ့မှတ်စုတွေပေးတယ်ဆရာရော့တပည့်မင်းဒါကိုကားပြီးမင်းရေးချင်ရေးဆိုပြီးတော့ဆရာကြီးဦးမျိုးချစ်ကပေးပါတယ်အဲ့လိုဆရာကြီးဦးမျိုးချစ်ကပေးတဲ့အတွက်ဆရာကြီးရဲ့ခွင့်ပြုချက်နဲ့ဒါတွေကိုအခြေခံတည်ပြီးတော့ဆရာကနေပြီးတော့ဒီဖျောင်းနိုင်စာစဉ်ကိုလုပ်တာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဆရာကြီးကလည်းပဲဟိုသူ့ရဲ့ဟိုဟာအရာပေါ့နော်ဆရာကြီးကလည်းအနာယူတော့မယ့်အနေထားမျိုးဖြစ်နေပြီဆိုတော့ဆရာကြီးအနေနဲ့အမွေလက်ဆင့်ကမ်းသွားတာပါသူ့ရဲ့တပည့်တယောက်ကအမွေလက်ဆင့်ကမ်းသွားနေတဲ့ဆရာကိုအဲ့လိုမျိုးလုပ်ခွင့်ပေးထားတာပါဒါပေမဲ့အဲ့ဒါကိုအသက်ကနေပြီးတော့သင်ပါတယ်ဆိုပြီးတော့အသက်ကဟောယူပါတယ်ဆိုပြီးဆရာကိုတိုက်ခိုက်ပါတယ်ဒါကတော့စာချင်းနှစ်တွေပေါ့အခုမှတော့အဲ့တိုက်ခိုက်မှုတွေမရှိတော့ပါဘူးစာချင်းရှင်ကြည့်သွားရင်သိပါလိမ့်မယ်ဟုတ်ပြီလားဒါပေမဲ့
အဲ့မှာအတက်မှာဆရာတရက်သွားပါတယ်တရက်တော့သွားတယ်တရက်တော့သွားတယ်ဆိုတော့ပတ်စံမပေးရသေးခင်တရက်သွားပါတယ်နော်စချင်းသွားကြည့်ရပါနော်တင်တန်းဆိုဘာလဲပေါ့အိမ်ကအဲ့တော့ပြောပါတယ်အိမ်ကနေပြီးတော့ဒီခုဟွာကြရင်နောက်တစ်ပတ်ကျရင်ပတ်စံလွှဲလိုက်မယ်ဆိုပြီးတော့အိမ်ကနေပြောတယ်အိမ်ကနေပြောတော့ကြတော့ဆရာလည်းတင်တန်းသွားလိုက်တယ်တင်တန်းတစ်ပတ်လောက်နေမှပေးလို့ရလိမ့်မယ်လို့ထင်တာပေါ့ဒါပေမဲ့နောက်နေ့ကျတော့ပတ်စံနောက်နေ့ကျရင်ယူခဲ့ပါဆိုပြီးတောင်းသွားပြီပတ်စံတောင်းတော့ကြဆရာပေးတယ်မရှိတော့ဘူးလေအိမ်ကလာမှနောက်တစ်ပတ်မှလာမှဆိုတော့အဲ့တော့ပေးလို့ကမရတော့ကြတော့တော်ပြီမတက်တော့ဘူးဆိုပြီးတော့ဆရာဒီအဲ့တင်တန်းကိုအဲ့တရက်ဖြစ်သွားပြီမတက်တော့ပါအဲ့တရက်မှာဆရာမတော့သောနော်ဆရာမတော့တင်စာထွန်းဟုတ်ပါတယ်ဟုတ်လောက်မယ်ထင်တယ်တော့တင်စာထွန်းဟုတ်မယ်ဥရိယာရှိဆရာမတော့တင်စာထွန်းကတင်နဲ့အဲ့ဒီတရက်လာတင်ပါတယ်တင်နဲ့ဆရာမနဲ့ Facebook မှာလည်းပဲအဲ့တော့လည်းရင်းနှီးပြီးသားဖြစ်ပါတယ်ဆရာမကတော့မှနှုတ်ဆက်သွားပါသေးတယ်နော်အဲ့လိုမျိုးတရက်တင်ပြီးနောက်နေ့တွေဆရာမလာတော့ပါဘူးနောက်နေ့တွေဆရာမသွားတော့ပါဘူးမသွားတော့ဘဲနဲ့ဆရာဘယ်ရောက်သွားလဲဆိုဆရာဦးမင်းတန့်စင်ဒီကလို့ရဲ့အဒမ်မင်ဆရာနော်မင်းတန့်တင် and associated law firm ကိုရောက်အဲ့ law firm ကဆရာထံကိုရောက်သွားပါတယ်ဆရာတင်နဲ့စတက်ချင်းမတက်ချင်းဆိုတဲ့ကိစ္စတွေဒီဆောင်မွဲကိုတင်နဲ့တက်ပြီးဖြေခဲ့သလားတင်နဲ့မတက်ဘဲဖြေခဲ့သလားဆိုတဲ့ကိစ္စရက်တွေအားလုံးကိုသိတာဒီဘုရားသခင်နဲ့ဆရာဦးမင်းတန်းတင်ပဲသိပါတယ်နော်သူတို့သိပါတယ်ကျွန်တော်တို့ဆရာအငင်းမပွားလို့ပါဟုတ်ပြီလားဘာလို့လဲဆိုတော့ဆရာတရက်သွားလိုက်တာ哦တရက်သွားလိုက်တယ်ဆိုတော့9နာရီကနေ17ခွဲလောက်ထိအဲ့ဒီတင်တန်းပေါ်တရက်သွားလိုက်တယ်အဲ့ဒီနေ့တရက်မှာတော့ကျန်တဲ့ဘာသာတွေဘာသာမှမတင်ခဲ့ရပါဘူးအဲ့ဒီတရက်မှာဥပဒေတစ်ဘာသာတင်ခဲ့ရပါတယ်အဲ့ဥပဒေတစ်ဘာသာလည်းဆရာမတော့တင်စာထွန်းတင်ပေးတဲ့ဟာလေးဖြစ်ပါတယ်အဲ့ဒီကဆရာမတိုက်ဆိုင်ဒီတသိကံဥပဒေလေးကိုတင်တာဖြစ်ပါတယ်နော်အဲ့တော့ဆရာမှတ်ထားတာပါစလုံငင်းခွင့်ဆိုတာလေးမှတ်ထားပါတယ်နော်စဆိုတာအစာပြောသည့်အကြောင်းအရာလုံဆိုတာလုံလောက်စွာထင်ရှားပြီးသည့်အကြောင်းအရာနော်လုံလောက်စွာထင်ရှားပြီးသည့်အကြောင်းအရာဆိုတာတကြံရကြီးမှာဖြစ်တယ်ဒီကောင်နဲ့ဖြစ်ကြတယ်ဒီအုပ်စုနဲ့ဖြစ်ကြတယ်ဆိုတဲ့ကိစ္စရက်ကြီးကအငင်းမပွားတော့ဘူးလေဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောထားပြီးသားသူကတကြံရမှာဖြစ်တယ်ဆိုတာကြီးပြောထားပြီးသားတကြံရမှာဖြစ်ချင်းမဖြစ်ချင်းကြီးကိုအငင်းပွားကြမလို့တော့အဲ့လိုအငင်းပွားကြမလို့တော့တဲ့အတွက်ဒါသည်ထင်ရှားပြီးတဲ့အကြောင်းအရာလို့ယူဆလို့ရတယ်နော်အဲ့လိုအကြောင်းအရာမျိုးဆိုရင်လည်းပဲဒါအဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်လည်းပဲနမိတ်ပြမေးကိုမေးခွင့်ရှိတယ်ပေါ့နောက်တစ်ခုကအငင်းအခုံမထွက်သည့်အကြောင်းအရာစလုံငင်းတူပါပဲလုံလောက်စာထင်ရှားပြီးတာနဲ့အငင်းခုံမထွက်တော့တာနဲ့တကြံရကြီးဖြစ်တယ်ဆိုတာကြီးထင်ရှားပြီးပြီဘယ်သူမှလည်းမငင်းတော့ဟိုဘက်ကလည်းတကြံရမဟုတ်ပါဘူးသတင်းကြွရဖြစ်တာပါတော့မငင်းတော့ဘူးပေါ့အဲ့လိုမငင်းတော့ဘူးဆိုလို့ရှိရင်ဒါသည်အငင်းမထွက်တဲ့အကြောင်းအရာတွေပေါ့နော်အငင်းခုံမဖြစ်တဲ့အကြောင်းအရာတွေဒါရဲဆိုလည်းပဲဆရာတို့ကအဓိကစင်မေးခြင်းမှာပါပေမဲ့လည်းပဲနမိတ်ပြမေးခွင့်ရှိတယ်တဲ့နောက်တစ်ခုကတရားရုံးတော်မှာခွင့်ပြုသည့်အကြောင်းအရာတရားရုံးကနေပြီးတရားရုံးတင်ပြတယ်ပေါ့နော်တရားသူကြီးခင်ဗျာဒါလေးတော့ကျွန်တော်မေးခွင့်ပေးပါတစ်ဖက်ကကန့်ကွက်လိုက်ပြီးထားလိုက်ပါတော့နော်ဟာဒီကောင်ဒါနမိတ်ပြမေးခွန်းနဲ့မေးနေတာပဲတရားသူကြီးခင်ဗျာဒါလေးတော့ကျွန်တော်ကန့်ကွက်ပါတယ်သူကဒါအဓိကစင်မေးခြင်းဖြစ်ပါတယ်နော်ဒီ examination in chief ဆိုတဲ့နေရာမှာဒီလူအနေတသက်အဓိကစင်မေးခြင်းတသက်ခံဥပဒေပုံမှာ139 138အရစင်မေးနေတဲ့ဒီအဓိကစင်မေးခြင်းကြီးမှာနမိတ်ပြမေးခွန်းမေးလို့မရပါဘူးရုံးမင်းခင်ဗျာဒါပေမဲ့အဲ့ဒီလိုနေရာမျိုးမှာမှသူ့အနေနဲ့ဒီလိုနမိတ်ပြမေးခွန်းတွေကိုမေးနေပါတယ်ဒါကြောင့်ရုံးတော်အနေနဲ့ဒီနမိတ်ပြမေးခွန်းမေးဖို့ကန့်ကွက်ပေးပါတစ်ဖက်ကိုကန့်ကွက်ပေးပါဆိုပြီးတော့ရှောက်ထားလိုက်ပါတော့အဲ့မှာတစ်ဖက်ကလည်းမဟုတ်ပါဘူးကျွန်တော်ကမေးပြမေးခွန်းပုံစံမျိုးမေးကြမို့တက်တဲ့ရဲ့ဒီလိုချင်းနေအမှုရဲ့ဒီလိုချင်းနေရဒီမေးခွန်းကြီးကိုကျွန်တော်မေးရတာဖြစ်ပါတယ်ဒါနမိတ်ပြမေးခွန်းမဟုတ်ပါဘူးနမိတ်ပြမေးခွန်းဖြစ်နေတော့လဲပဲဒါမေးတဲ့မေးတိုက်တော့မေးခွန်းကြီးဖြစ်နေပါတယ်ရုံးတော်အနေနဲ့ဒီမေးခွန်းကိုနမိတ်ပြမေးခွန်းလို့ယူဆတော်မူရင်လည်းပဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးခွန်းလေးတော့ပေးပါဆိုတစ်ဖက်ကပြန်လျှောက်တယ်ပေါ့ကွာအဲ့လိုပြန်လျှောက်တဲ့အခါမှာတရားရုံးတော်ကနေပါဟုတ်ပြီမေးပါဆက်မေးပါဆိုပြောလိုက်တယ်အမိန့်တကယ်ချရတယ်ဒါဆိုရင်နမိတ်ပြမေးခွန်းဖြစ်ပေမဲ့လည်းပဲပေါ့နော်တရားရုံးတော်ကနေခွင့်ပြုတဲ့အကြောင်းအရာမျိုးတွေမှာဆိုရင်တော့ဒီလိုနမိတ်ပြမေးခွန်းနေမေးခွင့်ရှိပါတယ်စလုံငင်းခွင့်နဲ့ဆိုရင်တော့နမိတ်ပြမေးခွန်းနေမေးခွင့်ရှိပါတယ်တဲ့ဒါအဓိကစင်မေးခြင်းအကြောင်းပြောထားတာဖြစ်ပါတယ်တသေကံဥပဒေပုံမှာ139မှာဆိုရင်အဓိကစင်မေးခြင်းနဲ့ပတ်သက်ပြီးတော့ပြဋ္ဌာန်းထားတယ်အဓိကစင်မေးခြင်းဟာဆိုရင်မိတင်ပြတဲ့တသေကိုမိမိကနေပြီးတော့စစ်ဆေးတာအဓိကစင်မေးခြင်းဖြစ်တယ်အဲ့မှာအမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသာစစ်ဆေးရမယ်ဒါအရေးကြီးဆုံးချက်ပဲအမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာစစ်ဆေးရမယ်နမိတ်ပြမေးခွန်းမြင်မြန်ခွင့်မရှိဘူးသို့တော့ဟုတ်တယ်နော်သို့တော့ဘယ်လိုအရာတွေလာမလဲစလုံငင်းခွင့်ဆိုရင်တော့နမိတ်ပြမေးခွန်းမေးပါတဲ့ဟုတ်ပြီနော်စလုံငင်းခွင့်အစာပြောတဲ့အကြောင်းအရာလုံလောက်စာထင်ရှားပြီးတဲ့အကြောင်းအရာအငင်းကုန်မထွက်တဲ့အကြောင်းအရာရုံးတော်ခွင့်ပြုတဲ့အကြောင်းအရာတွေမှာဆိုရင်တော့နမိတ်ပြမေးခွန်းမေးလို့ရပါတယ်တဲ့ဒါကြောင့်မို့လို့ဒါဒီအဓိကစမေးခြင်းရဲ့အကြောင်းပဲဖြစ်ပါတယ်ဟုတ်ပြီလားဟုတ်ပြီနော်ဆရာတို့အချိန်လေးရတော့ဆက်ဆွဲလိုက်ပါမယ်နော်
နည်းနည်းအချိန်ကတော့လွန်နေပြီဆရာတော့ကြအကုန်လုံးလည်းအိတ်ချင်နေကုန်မယ်နော်ဟုတ်ပြီအဲ့တော့ကြတော့စမယ်နောက်တစ်ခုကပြန်လာစမေးချင်းပေါ့စောစောကပြောတဲ့ကိုဂျေဖန်ယာကြီးကိုဂျီဖတ်ကြီးကခေါ်လာပြီးတော့ကိုဂျီဖတ်ကြီးကစစ်ပြီးသွားပြီစစ်ပြီးတဲ့အခါမှာတော့ကိုဂျီဖတ်ကြီးစိတ်ကြိုက်စစ်ပြီးတဲ့အခါမှာနော်ကိုဂျီဖတ်ကြီးကဂျေဖန်ယာကြီးကိုစိတ်ကြိုက်စစ်ပြီးတဲ့အခါမှာတော့စန့်ကျင်ဘက်တပ်တွေဖြစ်တဲ့စန့်ကျင်ဘက်အမှုတွေဖြစ်တဲ့နော်ကိုမနောကဒါစစ်တော့မယ်ကိုမနောကဒါစစ်တော့မယ်အဲ့ဒီပြန်လာစမေးချင်းဖြစ်ပါတယ်ပြန်လာစမေးချင်းဆိုတာလေတတိကံဥပဒေမှာ139 မှာပြန်လာစမေးချင်းနဲ့ပတ်သက်ပြီးတော့ပြဋ္ဌာန်းထားပါတယ်တဲ့ပြန်လာစမေးချင်းဆိုတာကမိမိတတိအားစန့်ကျင်ဘက်အမှုတွေမှာမင်းမြန်ချင်းဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်မိမိရဲ့တတိဆိုတော့ဂျီဖတ်ရဲ့တတိမောင်ဂျီဖတ်ရကြီးကိုမနောကစစ်ဆေးတာဒါပြန်လာစမေးချင်းကြီးပဲနော်ဂျီဖတ်စိတ်ကြိုက်စစ်ပြီးတဲ့အခါမှာနော်ဒါပြန်လာစမေးချင်းပဲအဲ့လိုပြန်လာစမေးချင်းမှာအဲ့လိုပြန်လာစမေးချင်းမှာဆိုလို့ရှိရင်တဲ့ဆရာတို့ကနမိတ်ပြမေးကိုမင်းမြန်ခွင့်ရှိပါတယ်တဲ့ဒါကြောင့်အေးစေးပဲပြန်လာစမေးတာဟုတ်ကောတကယ်တော့ဆရာဆိုလို့ချင်တာတော့မင်းတို့နားလည်အောင်ပြောရမယ်ဆိုရင်အဓိကစမေးချင်းဆိုကိုဒုတယ်ကြီးကိုတို့ကအမှုရဲ့သဘောတရားဒီအမှုတွေရဲ့သဘောတရားမှာနော်လူတယောက်ကိုဆွဆွဲလိုက်ပြီဆိုရင်အဲ့လူကိုဆွဆွဲတယ်အလကားဆွဆွဲလို့မရအောင်တတ်သေးခံချက်ရှိမှဆွဆွဲလို့ရတာတတ်သေးတွေခံလုံနေမှဆွဆွဲလို့ရတာအဲ့တော့သူများကိုဆွဆွဲထားပြီသူများကိုလက်ညှိုးနဲ့ထိုးတယ်ဆိုတိုင်းထိုးလို့မရအောင်ဘာကြောင့်ထိုးရတယ်အဲ့ဒါကိုဘယ်သူသိတယ်မင်းပြစ်မှုကျူးလွန်တယ်ဆိုတော့အဲ့လိုမျိုးကိုကတတ်သေးခံချက်တွေနဲ့တော့ကိုပြရမှာဖြစ်တယ်အဲ့လိုပြရမှာဆိုတော့ကြတော့ဒီမှာပြန်လည်စမေးချင်းဆိုတဲ့နေရာမှာလည်းပဲအဲ့လိုပဲသူအဓိကစမေးချင်းတုန်းကသူတို့မေးတာသူ့ရဲ့ဆွဆွဲချက်တွေကိုသူကထင်ရှားစေခြင်းလို့ခိုင်မာစေခြင်းလို့သူကမေးမြန်းထားတဲ့အချက်တွေဖြစ်တယ်သူတသက်ယူသူကအဲ့လိုမျိုးတွေမေးမြန်းထားတယ်အဲ့လိုမျိုးတွေသူစိတ်ကြိုက်မေးမြန်းထားရဲဆိုတော့သူ့ရဲ့တက်သေးဒုတယ်ကြီးကတက်သေးခံချက်ကြီးကဒါကြီးမားနေပြီအဲ့ကြီးမားတဲ့တက်သေးခံချက်ဆိုတဲ့ဒီတက်သေးခံမှုကြီးကိုပြန်လည်စမေးချင်းမေးတဲ့အခါမှာတော့ကိုကပြန်လည်ပြီးတော့တိုက်ထုတ်ရမယ်ခြေဖြတ်ရမယ်ခနဲ့ရမယ်ဒါကပြန်လည်စမေးချင်းရဲ့သဘောတရားပဲဟုတ်ပြီလားပြန်လည်စမေးချင်းရဲ့သဘောတရားဒါဂျေဖိုင်းရဆိုတာဂျီဖက်ဘက်ကသူထွက်ရင်ထွက်ထားမှာပေါ့အဲ့တော့ကျတော့ဒီကောင်ပြန်လည်ပြီးတော့ဒီနမိတ်ပြမေးခွန်းနေနေပဲဖြစ်နော်ဒီလိုမျိုးကျတော့ဒီလှဲ့ကွက်မေးခွန်းနေနေပဲဖြစ်နော်ဇက်မျောသွားအောင်လုပ်တာဒါတော့ရှင်းနေတဲ့ပညာပေါ့နော်ဒါအဘောဂိတ်ပညာပေါ့နော်အဘောဂိတ်ပညာအနုပညာဆိုင်တဲ့ပညာတွေပဲဒါတွေကတော့နော်ဥပဒေအရန်အနုပညာဆိုင်တဲ့ပြန်တတ်သိစမေးချင်းဆိုတဲ့ပညာရက်တွေတို့နော်ဒီခုရှင်းရက်ပညာရှိရှင်းရက်ကြီးရဲ့ပညာရက်တွေတို့ဒါတွေဆိုအရန်အနုပညာဆိုင်တယ်တော့တိမ်မွေ့နဲ့နေတယ်ပေါ့နော်အဲ့မှာတစ်ဖက်ကိုဒါသူကခနဲ့ဖို့ရာသူကတစ်ဖက်ရဲ့ဟာတွေကိုခြေဖြတ်ဖို့ရာအတွက်တစ်ဖက်ကတိစောက်ထားတဲ့တက်သိခံချက်တွေကိုခြေဖြတ်ဖို့ရာအတွက်သူကမေးခွန်းပေါင်းဆိုသူမေးရတော့မှာပဲအဲ့လိုမျိုးမေးရတော့မှာသူ့ကိုလည်းအဲ့လိုမေးခွင့်ပေးရမှာပဲအဲ့လိုမေးခွင့်ပေးမှ तू ကအဲ့လိုမျိုးတွေတစ်ဖက်ကိုတိုက်ခိုက်မှသာလှည့်ရင်ခြေဖြတ်မှသာလှည့်ရင်ဆရာတို့တရားရုံးတော်ကနေပြီးတော့ဘသူမှန်လဲဘယ်ဟောမှန်လဲဆိုတဲ့အချက်လက်တွေကိုသုံးသပ်ရရှိမှာဖြစ်တယ်နော်တစ်ဖက်ကတော့တဲထားလိုက်ပြီဒုတိယတဲထားလိုက်ပြီပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့အဲ့တော့ तू ကမေးတဲ့အခါမှာနမိတ်ပြမေးခွင့်ရှိပါတယ်တဲ့ပြန်လည်စမေးခြင်းမှာတော့အမှုနဲ့ဆက်ဆိုင်တဲ့ကိစ္စတွေကိုဒါမှကမြည်သည့်အကြောင်းအရာမဆိုမေးမြန်းခွင့်ရှိတယ်ခမ ्या ကအခုဒီအမှုကိုမဆွဲတာတွေနောက်ထားပါအောင်ဟုတ်လားခမ ्या မိန်းမနဲ့အခုတရားခံတွေကငယ်တုန်းကရီးစားတယ်ခမ ्या မိန်းမရဲ့ရီးစားဦးကအခုတရားလိုလုပ်နေတဲ့သူကဒါခမ ्या မိန်းမရဲ့ဒါရီးစားဦးတွေဒါမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ဒါသူ့ကိုမကျေနပ်လို့မဟုတ်ဆရာ sorry ဆရာပြောတရားခံမထုချေချက်ကိုဖြစ်သွားပြီ sorry ဟိုပါပေါ့ဒီဟိုဟာကြီးကိုစစ်နေရပါတော့ထားပါဒီတရားလိုလုပ်တဲ့လူကြီးကိုစစ်နေရပါတော့ခမ ्या မိန်းမနဲ့ကျွန်တော်တရားခံတွေကငယ်တုန်းကအကြောင်းတုန်းကချစ်သူရီးစားဦးတွေခမ ्या မရလိုက်ဘူးအဲ့တုန်းကနောက်ပိုင်းခမ ्या မိဘတွေချမ်းသာတော့ကြတော့ခမ ्या ဒီလူရှိကနေပြီးတော့ခမ ्या မိန်းမဖြစ်နေတဲ့သူကိုခမ ्या ဒီလူရဲ့ရီးသားကိုခမ ्या လွတ်ယူခဲ့တယ်အဲ့တော့ခမ ्या မှာအမြဲတမ်းအိမ်မှာပြဿနာတက်နေတာကရီးစားဦးဆိုတဲ့ပြဿနာအမြဲတမ်းတက်နေတယ်ခမ ्या မိန်းမနဲ့ပြဿနာတက်တာလည်းပဲဒီတရက်ဖြစ်ခဲ့လို့ဆိုပြီးပြဿနာတက်နေတယ်အဲ့လိုမျိုးတွေပြဿနာတက်ထားတဲ့အတွက်ခမ ्या နေတိုင်းခမ ्या စိတ်ထဲမှာဒီတရက်ခံကိုခမ ्या မိန်းမရဲ့ရီးစားဦးဖြစ်ခဲ့လို့ခမ ्या မကြည့်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဂွင်လေးတစ်ခုတွေးရင်တော့ခမ ्या တရားဆွဲမယ်ဆိုပြီးတော့ခမ ्या စိတ်ထဲမှာကြံရွယ်ထားတယ်ဒါကြောင့်မလို့ခမ ्या ဒီနေ့ကျွန်တော်အမှုတွေကိုမစီမဆိုင်
အမှုဝင်စင်ပြီးတော့ဆွဲတာဆိုတာဟုတ်ပါသလားဆိုပြီးဒါမဆိုင်ဘူးလေဟိုးသမီးသားဖြစ်တာဟိုးရင်တော့အကြောင်းရတယ်အခုဒီအမှုကဒီအမှုဘာမှမဆိုင်တော့ကလေးတွေကိုတယောက်ကို9ယောက်စီလောက်ရနေကြပြီထားလိုက်ပါတော့အဲ့လိုကိစ္စရဲ့မှာအမှုဖြစ်တယ်ဆိုပေမဲ့လည်းပဲရှင်းနေတဲ့ပညာအရာအမှုနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်အမှုနဲ့မဆက်ဆိုင်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်เนาะသူကမင်းမြန်းခွင့်ရှိတယ်တဲ့ဒါပြန်လည်စင်မေးခြင်းပါဗောနော်ခြေဖြတ်ဖို့ရပဲအရေးကြီးတယ်မေးဒါကန့်တတ်ထားချက်တွေတော့ရှိတယ်ဗောနော်ဂုံတိတ်ခါကိုစော်ကားသေးတယ်မေးခွန်းတော့ဘာညာဒါတွေတော့မေးလို့မရဘူးဒါပေမဲ့ဒီရီးစားကိစ္စတွေတော့မေးလို့ရတယ်ရီးစားဥကိုဥနုကျွဲခက်လို့ခင်ဗျာဒါတရားဆွဲတာနော်အဲ့တော့ဟာတွေပြန်ပြီးစမြုံပြန်ပြီးခင်ဗျာခုချိန်တနှုတ်မကျင်နိုင်သေးလို့တရားဆွဲတာနော်အဲ့လိုပြောပြီးတော့ဒါမေးတဲ့ဟာတွေဗောနော်ဒါဒီအမှုနဲ့ဆက်ဆိုင်ဒီကိစ္စများတာမကမြည်သည့်အကြောင်းအောင်ဆိုမင်းမြန်ခွင့်ရှိတယ်ဆိုတော့ပြောတာသို့တော်တဲ့တတ်သိအကျင့်စာရိတ္တကိုထီပါစေသောမေကွန်းစော်ကားရန်စိတ်ညှို့ညင်စေရန်အကြောင်းမဲ့နာကြီးစေရန်မင်းမြန်သောမေကွန်းဟုတ်ပြီစောစောဆရာတီဆောက်သွားတဲ့ကိစ္စမှာနာကြီးတာတော့ဘာလို့တော့ဖြစ်စေနိုင်တာပေါ့နော်ဒါပေမဲ့တရားခွင်မှာတော့အဲ့လိုမမေးဘူးပေါ့ကွာပြုံးလေးနဲ့ပညာသားပါအချစ်ကိုအထိပ္ပယ်တွေဖွင့်ပြီးမေးသွားမှာပေါ့ဟုတ်ပြီလားနော်ဒါတော့ရှင်လဲလျှောက်တာပြားလဲဆွဲတာနားလဲကြားလို့နားထဲမှာကြားလို့လဲကောင်းကိုလိုချင်တဲ့အရာလဲဖြစ်အောင်တော့ဒါတော့မိကုန်းတိဆောက်တဲ့နေရာမှာတော့ချွတ်သားနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့လေးဒါတိဆောက်အောင်မှာဖြစ်တာဗောနော်အဲ့တော့ဘာလို့လဲဆိုဒီခွင်းဆက်တွေနဲ့လွတ်အောင်လို့သို့တော်တဲ့တတ်သိအကျင့်စာရိတ္တကိုထီပါစေတော့မိကုန်းနော်ခင်ဗျဥက္ကဋ္ဌကလုံနေတာခင်ဗျ၄တန်းတော့မအောင်ဘူးအဲ့ကြောင့်ဘာသားမှလည်းမရတတ်ဘူးဘာသိဉာဏ်မှလည်းမရှိဘူးအဲ့လိုတော့သွားမေးလို့မရဘူးဗောနော်ဒါတတ်သိရဲ့အကျင့်စာရိတ္တကိုထီပါတော့ဒါတတ်သိကိုစော်ကားဖို့ဒါမေးတဲ့ကိစ္စတွေစိတ်ညှို့ညင်စေဖို့မေးတဲ့ကိစ္စတွေအကြောင်းမဲ့အကြောင်းမနေခဲ့နိုင်လို့နာကြီးအောင်မေးတဲ့ကိစ္စရက်တွေပေါ့အကျင့်စာရိတ္တထီပါစေတဲ့မေကွန်းနော်ဒါမျိုးတွေသူရဲ့စာရိတ္တခင်ဗျားကဘယ်တော့ကနွားခိုးခဲ့ဘူးတယ်အဲ့တော့ခင်ဗျားတခိုးလို့ခင်ဗျားဆွဲခံရတဲ့ခဲ့ဘူးတယ်တရားရုံးမှာဆွဲပြီးတော့အမိန့်ချခဲ့တယ်ဆိုရင်ထားပါတော့အဲ့လိုမဟုတ်ဘူးနဲ့တိုင်းတက်သူ့ဟာသူငငယ်တော့ဖြစ်တဲ့ကိစ္စခင်ဗျားဘယ်နှစ်ခုနှစ်လောက်တော့ခင်ဗျားနှခိုးဆိုပြီးခင်ဗျားလူတွေဝိုင်းပြီးဆွဲခဲ့ဘူးတယ်ခင်ဗျားလည်းအဲ့တော့နှခိုးလောက်ခဲ့ဘူးတယ်ရှောက်မေးတာဟေးအဲ့ဒါဆိုလို့ကျွန်တော်ဇာတိတောက်စော်ကားတာဗောနော်အဲ့လိုမျိုးစော်ကားနဲ့မေးတဲ့ကိစ္စတွေရှိတယ်တချို့ပညာရှိရှင်းနေဆရာကြီးဆရာမကြီးတွေတော်လေးကိုရှိပါတယ်ဒါပေမဲ့သို့တော့ဆရာကရှင်းနေရှင်းရက်တွေနဲ့ပတ်သက်လာလို့ရှိရင်ဆရာတရားသူကြီးတယောက်ဖြစ်တယ်ဒါပေမဲ့ရှင်းနေရှင်းရက်နဲ့ပတ်သက်လာလို့ရှိရင်ဆရာအလုပ်တင်ရှင်းနေရဆရာ respect ပေးပါတယ်ဒါအလုပ်တင်ရှင်းနေတယ်ဆရာနဲ့တွေ့ဘူးတဲ့အလုပ်တင်ရှင်းနေဒီထဲမှာပါတယ်ဆိုရင်ဆရာကြောင်ကောင်းကောင်းသိပါပါအမှုတွေတရားလို့တရားခံဆိုတာတို့ဥပဒေသမားချင်းအလွယ်သုံးရင်တော့တရားခံလို့သုံးပါတယ်ဘရောမှတရားခွင်မှာတရားခံလို့မသုံးပါဘူးဆွဲချက်မတင်မချင်းဆွဲခံရသူတို့သာဆရာသုံးပါတယ်ဒါ respect ပေးတာပါနော်သူတို့အကုန်လုံးဒီရှင်းနေရှင်းရကြီးဆိုလဲဒီလိုမျိုးထက်တန်းရှင်းနေတယ်တရားလွတ်တော်ရှင်းနေတယ်ဆိုတာနောက်ထားပါအလုပ်တင်ရှင်းနေတရားကိုတော့ဆရာနဲ့ respect ပေးပါတယ်ပြီးရင်ဒီခုကျောင်းတက်နေတဲ့ခုမှ law first to final တက်နေတဲ့ကျောင်းသူကျောင်းသားတွေတောင်မှဟုတ်ကဲ့ပါခင်ဗျယူသေးစွာဖြင့်ဆိုပြီးတော့ပဲပြန်ပြီး respect ပြန်ပေးပါတယ်ဒါတွေကဆိုလို့ရှိရင်ဟိုအရန်မင်းတို့တွေလည်းဖြစ်သွားတဲ့အခါမှာကျင့်သုံးတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်ဒီလူ18ယောက်ရှိတယ်18ယောက်ကအဲ့လိုကျင့်သုံးရင်ဒါဥပဒေရရှိပဲဖြစ်ဖြစ်တရားသူကြီးပဲဖြစ်ဖြစ်အဲ့လိုစနစ်ကလေးကျင့်သုံးတဲ့မှာ respect ပေးတဲ့ကိစ္စရက်ကလေးနော်ကိုရာတို့ကအရေးမကြီးပါဘူးဟုတ်ပြီအဲ့တော့じゃဆရာတို့ရှေ့ဆက်လိုက်မယ်နော်ဆိုလိုချင်တာကအဲ့လိုမျိုးမေးခွန်းတွေတချို့ရှင်းနေရှင်းရကြီးတွေမေးမြန်းတတ်တွေရှိပါတယ်မေးကိုမေးမြန်းပါတယ်တချို့ရှင်းနေကြီးတွေတော်စိတ်တိုစရာကောင်းအောင်မေးမြန်းတတ်တယ်လူရှိပါတယ်တချို့အရန်တိမ်မွေ့ပါတယ်အရန်နုညံ့ပါတယ်တချို့ကြတော့လေအရန်ကိုမရိုင်းတဲ့ပြင်ကိုဟိုဘက်မောင်မိုက်တဲ့အထီအောင်ကိုမေးရလူတွေလည်းရှိပါတယ်တောသူတောင်သားတွေဆိုရင်နှိမ်နေတာဆရာတို့ကလည်းခက်တာလည်းတရားသူကြီးမို့လို့ဒါဒါငါဂရိ၄ပါးတခုမှညီးလို့မဖြစ်ဘူးဆိုပြီးတော့စိတ်ကိုပြန်ထိန်းနေရတယ်တောသူတောင်သားဆိုတဲ့စိတ်ကြီးငါမှထားလို့မရဘူးပေါ့ဒါပေမဲ့ကိုကလည်းငငယ်လေးတဲ့အဲ့တောသူတောင်သားကိုလည်းတောသူတောင်သားဖြစ်တဲ့အတွက်တောသူတောင်သားထင်ရင်ဆရာတို့ဘလို့မှကိုစိတ်ထဲမှာမခံနိုင်တာအဲ့လိုကိုနဲ့မဆိုင်လည်းပဲဝင်ကူလုပ်ပေးတတ်တယ်တောသူတောင်သားဆိုရင်ဟုတ်ပြီဒါထားပါတော့နော်ဆိုလိုချင်တာတော့အဲ့လိုမျိုးအကျဉ်းစာရိတ္တထီပါတဲ့ကိစ္စစော်ကားတဲ့ကိစ္စနော်စိတ်ညှို့ညင်တဲ့ကိစ္စအကြောင်းမဲ့နာကြီးစေတဲ့ကိစ္စတွေတော့မိကုန်းတွေတော့မမေးရဘူးတဲ့အမှုနဲ့အလန်းကွာဝေသောမိကုန်းများတော့မမေးရပါဘူးတဲ့ပြီးရင်ရုံးတော်ကတားမြစ်တဲ့ကိစ္စတော့မမေးရပါဘူးအကုန်မေးလို့ရတယ်ဆိုပေမဲ့ပေါ့ကွာစီလွတ်ဝါလွတ်တွေဖြစ်သွားမှာဆိုလို့ပြန်ချုပ်ထားတာပေါ့ဒါတွေတော့အငင်းပွားတဲ့အခါမှာဒါတွေနဲ့အငင်းပွားကြတာပဲအဲ့မှာထားကန့်ကွက်တဲ့လူကလည်းပဲဟာကန့်ကွက်ပါတယ်ဒီလိုဘက်ကလည်းပဲနော်ဒါမှမဟုတ်ဒီကောနော်တက်တိခေါ်လာတဲ့ဘက်ကလည်းပေါ့နော်ဒီလိုဘက်လို့ပြောလို့မရအောင်တရားခံဘက်ကလည်းအဲ့လိုမျိုးပြန်လှန်စမေးချင်းအမေးခံရတာရှိရပဲလေနော်အဲ့တော့တက်တိခေါ်လာတဲ့ဘက်ကလည်းပဲပေါ့နော်ထားပြီးကန့်ကွက်ပြီးဟာကန့်ကွက်ပါတယ်ခင်ဗျာဒါကြီးကမဟုတ်သေးဘူးဒါအောင်နဲ့အရန်ဝေးနေတယ်ကန့်ကွက်တယ်အရန်ဝေးနေမိကိုကြီးဖြစ်နေတယ်ကျွန်တော်တို့ဒါကြီးလက်သက်မခံအောင်အဲ့မှာဟိုဘက်ကလည်းအဲ့ကြိုင်ကြရင်ဒီ
ချွင်းချက်တွေကိုထက်ကြီးမဆိုင်ဘူးထက်ကြီးမဆိုင်မဲ့ဘာလို့ပဲ UTV ရှောက်လဲဆိုရင်တတိကံနဲ့139 138အရာပြန်လည်စင်မေးခြင်းဆိုတာအကုန်မေးလို့ရပါတယ်ပြန်လည်စင်မေးခြင်းမှာဘာမှမေးရပါတယ်ကန့်တတ်မထားပါဘူးဆိုပြီးတော့တစ်ဖက်ကလည်းဖင်ပိတ်ပြီးအဲ့လိုမျိုးပြန်ရှောက်တာပဲတစ်ဖက်ကလည်းမဟုတ်ပါဘူးအကုန်မေးလို့ရတယ်ဆိုပေမဲ့လည်းပဲအကျဉ်းစာကြီးတောက်ထိပါတဲ့ကိစ္စစော်ကားတဲ့ကိစ္စစိတ်ညွှန်ညင်စေတဲ့ကိစ္စအကြောင်းမဲ့နာကြီးစေတဲ့ကိစ္စတွေမေးလို့မရပါဘူးအလန်းကွာဝေးတဲ့ကိစ္စတွေလည်းမေးလို့မရပါဘူးဒါကြောင့်ရုံးတော်နေနဲ့ဒီမေးခွန်းကြီးကအရန်အလန်းကွာဝေးနေပါတယ်ဒါကိုကန့်ကွက်ပေးပါမေးခွန်းမပြုတ်ပါနဲ့ဆိုပြီးတော့လည်းရှောက်ထားတယ်ဒါတော့တရားရုံးကအငင်းပွားတဲ့ကိစ္စရဲ့တည်းအဲ့ချွင်းချက်တွေနဲ့ပဲအငင်းပွားကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာပြင်ကြပြားလေးတစ်ခုစပ်ပေးထားလိုက်မယ်နော်ဒီကြပြားဒီဟာလေးတွေပေါ့နော်အကျဉ်းစာတိတပေါ့နော်စော်ကားရင်စိတ်ညွှန်ညင်ရင်အကြောင်းမဲ့နာကြီးတဲ့ကိစ္စပေါ့နော်အဲ့ဒါလေးအလန်းကွာဝေးနော်အဲ့ဒါလေးကိုကြပြားလေးတေးသေးလေးတူတူလေးရွတ်လို့ကောင်းအောင်လေးအဲ့ဒါလေးဒီဟိုဟာလုပ်ပေးထားလိုက်မယ်နော်โอเคအဲ့ဒါဆိုလို့ရှိရင်ပြန်လာစင်မေးခြင်းအကြောင်းဒီကုန်းချုပ်ပါမယ်ပြန်လာစင်မေးခြင်းဆိုတော့139 138ရဖြစ်တယ်လို့မျိုးဆိုလဲဆိုရင်ပြန်လာစင်မေးခြင်းဆိုတာကမိရဲ့တတ်တွေကိုစန့်ကျင်ဘက်အမှုတွေကနေပြီးတော့စင်မေးခြင်းဖြစ်ပါတယ်တဲ့နော်သူကရေးထားတာတော့ဒီတက်တေတင်ပြတဲ့သူဘတ်ဆိုက်ကနေပြီးတော့ပဲရေးထားတဲ့ပုံစံရှိတယ်စာကိုတေချာယူဆကြည့်တဲ့အခါမှာနော်မိမိဤတက်တေအားစန့်ကျင်ဘက်အမှုတွေမှာတကယ်တမ်းဆိုလို့ရှိရင်တစ်ဖက်အမှုတွေမှာ၎င်းတင်ပြသောတက်တေအားအလုံးစုံစစ်ဆေးပြီးတဲ့အခါမှာမိမိမှ၎င်းတင်ပြသောတက်တေအားမိမိမှစစ်ဆေးခြင်းကိုပြန်လည်စစ်မေးခြင်းဆိုလဲဒါရပါတယ်သို့တော့ဥပဒေမှာရေးထားတဲ့ရေးသားချက်ကဒီတက်တေတင်ပြတဲ့ဘတ်ဆိုက်ကနေပြီးတော့ယူဆပြီးတော့ရေးထားတယ်လို့ဆရာအနေနဲ့ဒါယူဆမိတယ်ဗောနော်အဲ့လိုမျိုးလေးသဘောတက်ရောက်နေတယ်ဗောနော်ဟုတ်ပြီပြန်လည်စစ်မေးခြင်းဆိုတာမိမိရဲ့တက်တွေကိုစန့်ကျင်ဘက်အမှုတွေကနေပြီးတော့စစ်မေးခြင်းဖြစ်ပါတယ်တဲ့ပြန်လည်စစ်မေးခြင်းမှာနမိတ်ပြမေးခွင့်ရှိတယ်အမှုနဲ့ဆက်ဆိုင်သည့်ကိစ္စတွေကိုဒါမကနော်အခြားမြည်သည့်အကြောင်းအောင်မဆိုမေးမြန်းခွင့်ရှိတယ်တဲ့ဒါသူ့ရဲ့ right တွေဗောဒါပေမဲ့သူကန့်တတ်ထားတာကတော့သို့တော်တဲ့တက်တေအကျဉ်းစာရိတ္တထီပါသေးတဲ့မေကွန်းစော်ကားရန်စိတ်ညွှန်ညင်စေရန်အကြောင်းမဲ့နာကြီးစေရန်မေကွန်းနေအမှုနဲ့အလန်းဝါဝေတဲ့မေကွန်းနေနဲ့တရားရုံးတော်မှာတားမြစ်တဲ့မေကွန်းတွေကိုတော့မေးမြန်းခွင့်မရှိပါဘူးဒါပြန်လည်စစ်မေးခြင်းအကြောင်းဖြစ်ပါတယ်ဆရာတို့ပြန်ရှင်းစစ်မေးခြင်းအကြောင်းကိုထပ်ဆက်လိုက်မယ်နော်ဟုတ်ပြီ53ဆိုထပ်ဆက်လိုက်မယ်နည်းနည်းလေးပြန်ရှင်းစစ်မေးခြင်းနဲ့ပတ်သက်ပြီးတော့တတိကဥပဒေပေါ်139 138တို့တွင်ပြဋ္ဌာန်းထားပါသည်တနင်္ဂနွေအင်္ဂါစနေပါလာတတိစစ်မဲ့ခမဆိုတာဒါလေးပဲမှတ်ထားလိုက်ပြီး139 138နော်အဲ့တော့မှတ်ထားပြီဆိုလို့ရှိရင်ဒီ3ပုဒ်တစ်လုံးဖြေလို့ရပြီအကြောင်းအရာ3ခုတစ်လုံးနော်ပြန်လည်စစ်မေးရာတွင်ပါရှိသောအကြောင်းအရာများသည်ရှုပ်ထွေးနေပါကပြန်လည်ရှင်းလင်းစေရန်မေးမြန်းခြင်းဖြစ်ပါသည်တဲ့နမိတ်ပြမေးခွင့်မရှိအဓိကစစ်မေးစဉ်ကမပါဝင်သောအကြောင်းအရာမပါဝင်သောအကြောင်းအရာတစ်ကိုမေးမြန်းခွင့်မရှိဘူးတဲ့တရားရုံးတော်ဤခွင့်ပြုချက်ဖြင့်အကြောင်းအရာတစ်ကိုမေးမြန်းခဲ့ပါကလည်းတစ်ဖက်မှပြန်လှန်မေးမြန်းခွင့်ရှိပါတယ်တဲ့နော်ဆိုလို့ချင်တာတော့စောစောပြောတဲ့အတိုင်းပဲခြေဖမ်းရအောင်မနှောကမေးပြီခြေဖမ်းရအောင်မနှောကမေးပြီမနှောကမေးတဲ့အခါမှာကြက်သားလိုဝက်သားလိုရှုပ်သွားပြီရှေ့မှာတော့ကျတော့ကြက်သားနဲ့စားလာခဲ့ပါတယ်ပြောပြီးနောက်ကျတော့ကျွန်တော်ကြက်သားမကြိုက်ဘူးပြတယ်ဆိုပြီးတော့ပြန်ပြောင်းလဲသွားတယ်မေးတဲ့တစ်ခုတည်းမှာနေကွဲလွဲသွားတာဆိုတာထက်ဒီမှာဥပဒေမှာသုံးထားတာရှုပ်ထွေးနေပါကလို့ပြောတာနော်ရှုပ်ထွေးနေပါကပြန်လဲရှင်းလင်းစေရန်နော်ရှုပ်ထွေးနေပါကပြန်လည်ရှင်းလင်းစေရန်ဆရာတို့ကဒါတော့ပြန်ရှင်းစင်မေးခြင်းနဲ့ပတ်သက်လို့ရှိရင်အငင်းပွားပွဲရတယ်အများကြီးရှိပါတယ်နော်ခုမှအဲ့အငင်းပွားပွဲရတယ်ဒါမင်းတို့ကတော့ဒါရှုံးမှာဆိုလို့မသိတော့ဘူးဒါပေမဲ့ online accredited lawyer course မှာတော့အဲ့ဒီသင်တန်းမှာတော့ဆရာသင်မယ်နော် online ဒီခုအလုပ်သင်ရှင်းနေ training သင်တန်းပေါ့နော်အဲ့အလုပ်သင်ရှင်းနေအတွက်သင်တဲ့သင်တန်းမှာတော့ဆရာအဲ့ဒီဟာကြရင်တော့ဒီအကြောင်းနိုင်ချွတ်ကြီးသင်မယ်လေးနဲ့ကြီးသင်မယ်ဘာလို့လဲဆိုတော့အဲ့မှာဆိုရင်ကွဲလွဲတာအဓိကစင်မေးခြင်းနဲ့ပြန်လည်စင်မေးခြင်းနဲ့ကြာကွဲလွဲတာကိုပြန်ရှင်းခိုင်းတာတို့ပြန်လည်စင်မေးခြင်းမှာပဲရှုပ်ထွေးစေတဲ့အရာကိုပြန်ရှင်းခိုင်းတာဆိုပြီးတော့အဲ့လိုမျိုးလေးဒါယူဆတွေအမျိုးမျိုးရှိကြတယ်ဗောနော်အဲ့မှာလဲအပေါ်ယုံတက်နော်အထက်ယုံတက်နဲ့ဒီလိုချမှတ်လိုက်တဲ့ကိစ္စရပ်တွေမှာဆရာတို့ဆိုလို့ရှိရင်ဒါပြန်လည်စင်မေးခြင်းဆိုတဲ့အကြောင်းတရားပေါ်မှာရှုပ်နေတဲ့ဟာကိုပဲပြန်ရှင်းခိုင်းပါတယ်အဓိကစင်မေးခြင်းနဲ့ပြန်လည်စင်မေးခြင်းဂျာကွဲလွဲနေတဲ့အရာဘယ်တော့မှပြန်မရှင်းခိုင်းဘူး examination မရှိဘူးเนาะ cross ဒီ examination မှာပြန်လည်စင်မေးခြင်းမှာရှုပ်နေတဲ့အကြောင်းအရာတွေကိုပဲပြန်ရှင်းခိုင်းတယ်ပြန်လည်စင်မေးခြင်းနဲ့ပြန်ရှင်းစင်မေးခြင်းနဲ့ဂျာကွဲလွဲနေတဲ့အရာကိုဆရာတော့ပြန်မရှင်းခိုင်းဘူးအပေါ်ယုံတက်လေရတယ်တက်အပေါ်ယုံကရှင်းခိုင်းတော့ရှင်းပါကွာအပေါ်ယုံကမရှင်းခိုင်းတော့တမျိုးပေါ့ကွာဟုတ်လားဒါတော့တို့ကတော့ဘယ်သူမှအဲ့ဒါမရှင်းခိုင်းဘူးเนาะ
သို့တော့မင်းတို့အနေနဲ့အဲ့လောက်ကြီးလေးနဲ့စွာတွေးကြမလို့သေးပါဘူးစာလုံးလေးပဲချက်သွားပါနော်ပြန်လည်စစ်မေးရာတွင်ပါရှိသောအကြောင်းအရာများသည်ရှုပ်ထွေးနေပါကပြန်လည်ရှင်းလင်းစေရန်မေးမြန်းခြင်းဖြစ်တယ်တဲ့ကဲမောင်ခြေဖမ်းရမောင်ခြေဖက်မင်းအမှုတဲ့မင်းရဲ့တက်သေးခြေဖမ်းရကတော့မနှောမေးတဲ့အခါမှာရှေ့မှာကြက်သားမကြိုက်ဘူးလို့ပြောထားတယ်နောက်မှာရှေ့မှာကြက်သားဟင်းနဲ့စားလာတယ်လို့ပြောလာတယ်နောက်မှာကျတော့ကြက်သားကျွန်တော်မကြိုက်ဘူးပြဆိုပြီးပြောလာတယ်ဒီခုမနှောစစ်နေတဲ့ကာလအတွင်းမှာပဲကြက်သားကြိုက်တာလို့ကြက်သားနဲ့မစားလာခဲ့တာလို့ကြက်သားနဲ့စားလာခဲ့တာလို့ကြက်သားမကြိုက်တာလို့အဲ့နှစ်ခုရလွဲနေတယ်လွဲနေတောင်ဖြစ်နေအဲ့နှစ်ခုရရှုပ်နေတယ်ရုံးတော်ကဘာလို့အတီယူလို့ယူရမှန်းမသိဘူးရှုပ်နေတယ်ရှုပ်တော့မင်းပြန်ရှင်းပါမင်းမှုတဲ့ကိုမင်းပြန်ရှင်းပါဆိုတော့အဲ့မှာဂျီဖက်ကနေပြီးတော့ပြန်ရှင်းရပြီဂျီဖန်ရကိုပြန်မေးပြီပေါ့နော်သူခေါ်လာတဲ့တပ်သေးကြီးကိုအဲ့လိုမျိုးရှင်းလင်းစေတာဒီဒါပြန်ရှင်းစင်မေးခြင်းဖြစ်တယ်အထက်မှာလည်းနားထောင်ပြီးသားဖြစ်တဲ့အတွက်နားလည်မယ်လို့ထင်ပါတယ်ဟုတ်ပြီလားနမိတ်ပြမေးကိုမေးခွင့်မရှိပါဘူးဒါလည်းပဲနော်နမိတ်ပြမေးကိုမေးခွင့်မရှိဘူးနမိတ်ပြမေးခွင့်ရှိတယ်ဆိုတာဒီဒါပြန်လာစင်မေးခြင်းမှာပဲအတိအလင်းကိုနမိတ်ပြမေးကိုမေးခွင့်ရှိတာပါနော်အဓိကစင်မေးစဉ်ကမပါဝင်သောအကြောင်းအရာတစ်ကိုလည်းမေးခွင့်မရှိဘူးတဲ့နော်သူအရင်ဆုံးစစစ်တုံးကဂျီဖန်ရကြီးကိုစစစ်တုံးကမေးခဲ့တဲ့မေးခွန်းတွေကိုလည်းပဲမေးမြန်းနဲ့မေးခွန်းတွေတုံးကမပါဝင်ခဲ့တဲ့နော်အဲ့မေးခွန်းတွေနဲ့မဆက်ဆက်တဲ့နော်ဆက်ပါဝင်ခြင်းမရှိတဲ့အစ်စ်မေးခွန်းတွေမေးလို့မရပါဘူးတဲ့တကယ်လို့တရားရုံးကခွင့်ပြုလို့အကြောင်းအရာတစ်ကိုမေးမယ်အဲ့တော့ကအဓိကသူစစ်တုံးကတော့မပါဘူးဒါပေမဲ့သူအကြောင်းအရာတစ်ကိုသူခုမေးကြည့်မယ်အဲ့တော့မပါတဲ့အကြောင်းအရာတစ်ကိုမေးမယ်ဘလို့မေးမှလဲတရားရုံးခွင့်ပြုချက်နဲ့မေးမယ်ဆိုရင်တော့ရတယ်မင်းတရားရုံးခွင့်ပြုလို့မင်းမေးတယ်ဆိုရင်လည်းမေးရတယ်ပြဿနာမရှိဘူးအဲ့ကြတဲ့မောင်မနောကဂျီဖက်မင်းမေးဟိအောင်ငါပြန်ပြီးတော့မင်းရင်လည်းငါပြန်ပြီးပြန်ရှင်းစင်မေးခြင်းငါပြန်လုပ်ပြန်လာစင်မေးခြင်းငါပြန်လုပ်မယ်ပေါ့ပြန်လာစင်မေးခွင့်ရှိတယ်ပေါ့ဒါမျိုး right ကလေးတွေပေါ့နော်အဓိကတော့ဒါတရားရုံးကတာရုံညီများတဲ့ right တွေကိုပေးထားဖြစ်ပါတယ်တသက်စင်မေးခြင်းနဲ့ပတ်သက်ပြီးပေးထားဖြစ်ပါတယ်ဒါဒီလည်းပဲပြန်ရှင်းစင်မေးခြင်းအကြောင်းဖြစ်ပါတယ်ဆရာတို့ကအဲ့ဆိုရင်ဒီတသက်စင်မေးခြင်းအကြောင်းဒီနှစ်တိုင်းနီးပါးလို့မေးမြန်းတတ်ပါတယ်ဘာကြောင့်လဲဆိုရင်တရားသူကြီးတွေအတွက်ပဲဖြစ်ဥပဒေရရှိတွေအတွက်ပဲဖြစ်နော်ရှင်းနေတွေအတွက်ပဲဖြစ်နော်ဒီပညာရှိရှင်းနေရှိရကြီးတွေအတွက်ပဲဖြစ်အားလုံးအတွက်ဒီတသက်စင်မေးခြင်းဒီအခြေခံဖြစ်ပါတယ်တရားရုံးမှာမဖြစ်မနေစတင်ပြီးတော့တွေးဆောင်ရမယ့်ကိစ္စတွေဖြစ်တဲ့အတွက်ဒီကိစ္စတွေမှာအမြဲတမ်းဒါတွေပဲအင်္ဂလိပ်လိုမေးလိုက်မြန်မာလိုမေးလိုက်လုံးချာတွေလဲနေပါတယ်အဲ့တော့ဒီပုတ်လေးတွေကိုကြားရတာလွယ်ကူလိမ့်မယ်လို့ထင်ပါတယ်ဒီပုတ်ကိုတချို့3ရက်နီးပါးလောက်ကြက်ခဲရပါတယ်တချို့ဆိုလို့ရှိရင်နော်3ရက်လောက်ကြက်ရပါဒါပေမဲ့မင်းတို့အနေနဲ့ဒီပုတ်ကိုအခုတောင်မှရနေတော့ပြီလို့ဆရာအနေနဲ့မျှော်လင့်ပါတယ်အဲ့လိုရအောင်လည်းပဲအပင်ပန်းခံပြီးသင်ပေးထားပါတယ်ဟုတ်ပြီလားနော်ဟုတ်ပြီအဲ့တော့ပြန်ပြီးတော့ revision လေးတစ်ခေါက်ပြန်လိုက်မယ်ဟုတ်ပြီလားနော်ဒီနေ့ကနေအင်္ဂါစနေပါလားတက်သေးစစ်မယ်ခင်ဗျာနော်ဒီနေ့ကနေအင်္ဂါစနေပါလားဆိုတာဒီ1 3ခွန်ကိုပြောတာဖြစ်ပါတယ်တက်သေးစစ်မယ်ခင်ဗျာတက်သေးစစ်မေးခြင်းအစီအစဉ်တက်သေးကဥပဒေပုံမှ130ခွန်မှာပြောထားပါတယ်ဟုတ်ပြီအဓိပတိလမ်းမကြီးပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားဆိုတဲ့ဘာနာနာကိုငါပြောသည်နော်ချိန်ကေကိုသတိရလိုက်နော်သူ့လေတံလေးနဲ့နော်အဓိပတိလမ်းမကြီးပေါ်မှာအပြန်အလှန်စော်ကြတော့အခုရှင်းနေရပြီမို့လားနော်အကိုတို့ကြောင်းနေကြပြီမို့လားဆိုရလေးပေါ့နော်အဲ့ဒါလေးကိုမှတ်ရလိုက်အဲ့ဒါဆိုအဓိပတိဆိုတာအဓိကစင်မေးခြင်းအပြန်အလှန်စော်ကြတော့ပြန်လန်စင်မေးအခုရှင်းနေရပြီမို့လားဆိုတော့ပြန်ရှင်းစင်မေးခြင်းနော်စင်မေးခြင်း၃မျိုးရှိပါတယ်ပြန်လန်စင်မေးခြင်းကဘာပြန်ရှင်းစင်မေးခြင်းကဘာနော်ပြန်လန်စင်မေးခြင်းအဓိကစင်မေးခြင်းကဘာပြန်လန်စင်မေးခြင်းကဘာပြန်ရှင်းစင်မေးခြင်းကဘာဆိုပြီးတော့အဲ့ဒီအကြောင်းအရာကိုတော့စောစောကကိုကြည်ဖတ်ရယ်ကိုကြည်ဖတ်ရယ်ကိုမနှောရယ်ကိုကြည်ဖတ်နဲ့ကိုမနှောနဲ့ပြဿနာတက်တယ်တရားရုံးမှာတရားစွဲတဲ့ကြည်ဖက်ကအဲ့မှာတက်သေးကိုကြည်ဖတ်ရကြီးကိုခေါ်လာမယ်အဲ့မှာတက်သေးတွေစစ်မယ်ကြည်ဖက်ကအရင်စစ်မယ်စစ်ပြီးမနှောကစစ်မယ်ပြီးလို့ရှုပ်တာပါလို့ရှိရင်ကြည်ဖက်ကပြန်ရှင်းမယ်အဓိကစင်မေးခြင်းပြန်လန်စင်မေးခြင်းပြန်ရှင်းစင်မေးခြင်းဆိုတဲ့အကြောင်းကိုအဲ့ဒီဥပမာလေးနဲ့ကျက်လို့ရှိရင်ဒါအားလုံးအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆောစောကပြောတဲ့ဆရာမဒေါက်တင်သာထုံးကိုလည်းပြောပြပါဆရာကတော့အဲ့ဒီစလုံညင်းခွင့်ဆိုတဲ့အကြောင်းအရာလေးပေါ့နော်အစာရိုးသည့်အကြောင်းအရာလောလောဆယ်ထင်ရှားပြီးတဲ့အကြောင်းအရာအငင်းခုံထွက်တဲ့အကြောင်းအရာခွင့်တရားရုံးကခွင့်ပြုတဲ့အကြောင်းအရာတွေကိုတော့နမိတ်ပြမေးခွင့်ရှိတယ်ဆိုတဲ့အဓိကစင်မေးခြင်းအကြောင်းကိုသင်တဲ့အခါမှာဆရာမကသင်ပေးပါတယ်လို့လည်းထည့်ဝင်ပြီးတော့ပြောပါတယ်ဒီနေ့ကနေပြီးတော့လည်းအလေးနဲ့ထားပြီးဂါရဝပြုပါတယ်လို့ပြောပြပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တက်သေးစင်မေးခြင်းအစီအစဉ်အကြောင်းပြီးပါပြီနောက်ရက်တွေလည်းစူးစမ်းပြီးတော့သင်ပေးပါမယ်ဟုတ်ကဲ့ပါဆိုတော့ဆိုလိုချင်နောက်တစ်ခုရှိပါသေးတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းကြက်ပြီးတဲ့တပြိုင်နက်မနှက်ပြန်9နာရီမထိုးခင်မှာเนาะနှက်ပြန်ည9နာရီမထိုးခင်မှာဒီ post ရဲ့အောက်မှာပဲကို
အလွတ်ကျက်ပြီးတဲ့အခါမှာမှတ်မိတဲ့လောက်ကိုစာရွက်ပေါ်မှာလက်ရည်နဲ့ချရေးပြီးတော့ဒီအောက်မှာ9နိုင်မထိုးခင်မှတ်မပိတ်ခင်မှာမှတ်ပေးပါအဲ့ဒီမှတ်ထားတော့လူဥယေကိုသာလင်းဆရာဆက်ထားမှာဖြစ်ပါတယ်ကျန်တဲ့လူတွေအကုန်လုံးဂရုကနေပြီးတော့ဆရာဒါ remove လိုက်မှာပဲဖြစ်ပါတယ်ဟုတ်ပြီလားเนาะဒါဆရာတော့အဲ့လိုကြက်မှာပဲဖြစ်တော့မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ငါလည်းပေးထားတာအချိန်လည်းပေးထားတယ်အများကြီးပေးထားတာဖြစ်ပါတယ်เนาะအချိန်တွေပေးထားတယ်ကိုကလွတ်လပ်နေရမယ်အချိန်မြောင်များစွာမလို့တော့ပေးထားတာဖြစ်ပါတယ်เนาะစာအုပ်နဲ့ရောင်းစားနေလဲရတယ်ပြဿနာမရှိဘူးအဲ့ GO အဲ့လိုဖျောင်းတဲ့စာအုပ်ကလည်းပဲဆိုလိုချင်တာစီးပွားပြရောင်းစားနေတဲ့စာအုပ်မဟုတ်ပါဘူးဆရာကောင်းတဲ့သူစာအုပ်တွေရေးတယ်ဆိုလို့ရှိရင်ရေးတဲ့စာအုပ်တွေတိုင်းမှာကိုယ့်ဘို့ကြီးမဟုတ်ပါဘူးအများအတွက်ပါပါတယ်ပြည်သူ့အတွက်ရာဇကြီးအနှစ်ချုပ်စာအုပ်ဆိုလို့ရှိရင်ဒါအကုန်လုံးကိုဒါလှူထားတဲ့စာအုပ်ပဲဖြစ်ပါတယ်စာအုပ်အကုန်လုံးလှူထားတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒါအဲ့လိုမျိုးပါပဲဆရာစာအုပ်တွေကအမြဲတမ်းဘယ်တော့မှကိုချိုးအတွက်ကြီးမဟုတ်ပါဘူးအဲ့ဒီအတွက်စာအုပ်ဗန်းပြဖို့အတွက်ဒီတင်တာလည်းမဟုတ်ဘူးသို့တော့မင်းတို့စေတနာရှင်တို့တော်သူတောင်းသားသို့မဟုတ်အခက်အခဲမျိုးမျိုးကြောင့်လို့တင်တန်းမတက်ရတဲ့သူတွေအတွက်ဆရာအနေနဲ့ဒါဂျုံကြီးချက်တစ်ခုနဲ့ကိုချင်းစာမှုတစ်ခုနဲ့ဆရာတင်နေတာဖြစ်ပါတယ်အဲအကြောင်းမလို့ဒီထဲမှာဆရာပြောတဲ့9နာရီတို့တွင်းမှာမှဒီ post အောက်မှာမှတ်မထားဘူးဆိုလို့ရှိရင်ဒါ remove လုပ်ပါမယ်เนาะကိုနာမည်ရေးပါနာမည်ရေးစာရွက်အဖြူပေါ်မှာပဲเนาะစာရွက်အဖြူပေါ်မှာပဲအဲလက်ရေးနဲ့စာမြင်းချောင်းဆွဲထားသောစာရွက်များနဲ့လုံးဝရေးမလာခဲ့ပါနဲ့เนาะ A4 legal ဆိုတဲ့စာရွက်အဖြူပေါ်မှာဘေးရနေတေးချเนาะတရားသာပေတံမှာတာပြီးစောင်းမွဲဖြစ်တဲ့ကဲ့သို့ဒါနာမည်တက်အမည်ပစုဆိုပြီးတော့မောင်ပစုမပစုဆိုပြီးနာမည်တက်ပြီးတော့ဒီအောက်ကဒါတွေကိုရေးခဲ့ပါရေးပြီးဓာတ်ပုံရိုက်ပါဓာတ်ပုံရိုက်ပြီးတော့ဒီမှာ comment မှတ်ပေးပါโอเคအားလုံးကျေးဇူးတင်ပါတယ်အောင်မြင်ကြပါစေ